တရားနာပိသပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဒီနေ့ဘာတရားဟောမှလဲဆိုလို့ရှိရင်သင်္ကုဋ္ဌိုပါဠိတော်တတ္တကနိဗ္ဗာန်မှာလာရှိတဲ့ဒုတိယတင်ညာသုတ်တံဆိုတာကိုအခြေခံပြီးတော့နိဗ္ဗာန်ပို့မြည်တင်ညာများလို့တရားဟောစဉ်လေးပြီးတော့ဟောပါမယ်နော်တင်ညာဆိုတဲ့စကားလုံးလေးကိုပိသပေါင်းတော်ကောင်းတို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုပြီးတော့ခန္ဓာ၅ပါးကိုမှတ်သားကြတဲ့အခါမှာတင်ညာဆိုတဲ့တရားကိုခန္ဓာတစ်ပါးအနေနဲ့မှတ်သားထားဘူးတယ်မဟုတ်လားအဲ့ဒီမှတ်သားထားတယ်ဆိုတာကိုပဲတင်ညာလို့ပြောတယ်ဒီနေ့မှာတင်ညာဆိုတာကအလွဲအမှားတွေကိုမှတ်သားထားတဲ့တင်ညာလည်းရှိတယ်အလွန်တရာမှအကျိုးရှိနိုင်တဲ့မှန်ကန်မှုတွေကိုမှတ်သားထားတဲ့တင်ညာလည်းရှိတယ်အလွန်တရာမှတန်ဖိုးကြီးမားတဲ့ပွားများမယ်ဆိုလို့ရှိရင်နိဗ္ဗာန်တန်ရောက်ခရီးပေါက်နိုင်တဲ့တန်ဖိုးကြီးမားတဲ့တင်ညာတွေရှိတယ်ဆိုတာကိုနားလည်ရအဲ့ဒါမြတ်စွာဘုရားကသင်္ကုဋ္ဌပါဠိတော်တတ္တကနိဗ္ဗာန်ထဲမှာအလွန်တရာအကျိုးကျေးဇူးများတဲ့အမတောကတာအမတပရိယောတာနာနိဗ္ဗာန်ကိုရရှိစေနိုင်တဲ့နိဗ္ဗာန်ရဲ့အဆုံးရှိတဲ့နိဗ္ဗာန်ကိုပို့နိုင်တဲ့စွမ်းတတ္တိရှိတဲ့တင်ညာ9မျိုးဆိုပြီးဟောတာအဲ့ဒီတင်ညာ9မျိုးကိုပိဿပေါင်းတော်ကောင်းတို့နာယူကြည့်ကြမယ်နော်အဓိကတရားစခန်းဆိုတော့ဘာဝနာနဲ့ပတ်သက်တဲ့တရားလေးတွေပြောဖို့ဘုရင်ကစိတ်ကူးရလို့ဒီတရားလေးကိုပြောမယ်လို့ပိဿပေါင်းတော်ကောင်းတို့အတွက်ရည်ရွယ်ထားတယ်ပေါ့မနေ့တုန်းကတော့ကြည်ကြပြန့်ပြန့်အခြေခံကြကြတွေးကြည့်ဖို့အတွက်မြတ်ဗုဒ္ဓ၏အဆုံးအမနဲ့တတိ၏အစွမ်းဆိုပြီးတော့ပြောခဲ့တယ်နော်ဒီနေ့တော့ဘာဝနာတရားကိုအထောက်အကူပြုမဲ့သုတ်တန်တရားဒေသနာတစ်ပုဒ်နိဗ္ဗာန်ကိုမြည်တင်ညာများတဲ့အဲ့ဒါကိုမှတ်သားကြည့်ရမယ်သတိမဘိက္ခဝေဘာဝိတာဘဟုလိကေတာမဟာပလာဟွန်တိမဟာနိတန္တာအမတောကတာအမတပရိယောတာနာဒီလိုလေးမြတ်စွာဘုရားဏိဒန်းချီအိဗေကဘာပြောလို့ဆိုတော့ဘိက္ခဝေယဟန်တော်များကိုရှင်သားတို့တတ္တ9မျိုးကုန်သောဣမာတင်ညာဤတင်ညာတို့သည်ဘာဝိတာပွားများအသည်ရှိသောဘဟုလိကတာရှင်ဖန်များစွာအထောအသည်ရှိသောမဟာဗလာကြီးမားသောအကျိုးရှိသည်မဟာနိတန္တာကြီးမားသောအကျိုးအာနိသင်ရှိသည်ဟွန်တိဖြစ်ကုန်၏ယဟန်တို့တဲ့အခုပြောမဲ့တင်ညာ9မျိုးကိုပွားများကြမယ်ဆိုလို့ရှိရင်ရှင်ဖန်များစွာမိမိရဲ့တဏ္ဍာမှာဖြစ်အောင်အားထုတ်မယ်ဆိုလို့ရှိရင်မဟာဗလာဟွန်တိမဟာနိတန္တာဘလွန်တရားကြီးမားတဲ့အကျိုးအာနိသင်ရှိတယ်တဲ့လောက်ဒီအကျိုးအာနိသင်ကြီးနိုင်လို့ဆိုလို့ရှိရင်အမတောကတာအမတပရိယောတနာအမတဆိုတာမတရားနိဗ္ဗာန်နော်အမတောကတာမတရားနိဗ္ဗာန်ကိုရောက်စေတတ်တယ်ရရှိတတ်တယ်အမတပရိယောတာနာနိဗ္ဗာန်ချမ်းသာခြင်းအဆုံးရှိတယ်တဲ့ဒီတင်ညာလေးဆိုလိုတာကနိဗ္ဗာန်ကိုရောက်အောင်ရအောင်ဆောင်ကျဉ်နိုင်တဲ့တင်ညာအဲ့ဒီတင်ညာ9ပါးကဘာတွေလဲဆိုတော့ဘေးတပေါင်းသူတော်ကောင်းတို့ပါဠိလိုလေးတော့အရင်စမှတ်ရမယ်နော်အတုပတင်ညာနံပါတ်1တင်ညာကနောက်နံပါတ်2တင်ညာကမရဏတင်ညာဒီမှာအဓိပ္ပာယ်လေးတွေကိုအရင်တို့ပြောပါမယ်ဟုတ်လားနောက်နံပါတ်3တင်ညာကအာဟာရိပฏิကူလတင်ညာနံပါတ်4တင်ညာကသဗ္ဗလောကီအနာပိရတတင်ညာနံပါတ်5ကအနိစ္စတင်ညာနံပါတ်6ကအနိစ္စဒုက္ခတင်ညာနံပါတ်9ကဒုက္ခိအနတ္တတင်ညာတင်ညာဘယ်နှပါ9ပါနော်အဲ့ဒါဦးဇင်းတို့အတုပတင်ညာဆိုတာဘာကိုပြောတာလဲဒါကတော့ပိဿပေါင်းသူတော်ကောင်းတို့အလုံးရင်းနှီးတဲ့စကားလုံးတစ်လုံးအတုပဆိုတဲ့စကားလုံးကတစ်လုံးတင်ညာဆိုတဲ့စကားလုံးကတစ်လုံးအတုပဆိုတာကမတင့်တယ်တဲ့သဘောမိမိခန္ဓာသူတစ်ပါးခန္ဓာရဲ့မတင့်တယ်တဲ့သဘောရွှန်ရှားဆွတ်ပွယ်အနေထားအမှန်ကိုအမှတ်ရတာအဲ့ဒါကိုအတုပတင်ညာဟုတ်ရဲ့လားဒီအတုပတင်ညာဆိုတာကလည်းပဲတရားဓမ္မတို့ဘုရင်တို့တည်တည်ချာချာဖြစ်အောင်လုပ်မှသူကလည်းဖြစ်တာတကယ်တမ်းကတော့ဘု து ခန္ဓာမှာတော့တင့်တယ်သောမျက်နှိုးဝယ်ကောင်းသောအရာတွေနဲ့တိဆောက်ထားတာမဟုတ်
တော့ယွန်ရှာဆက်စုပ်ပေါ်ရာကုဋ္ဌာသားတွေနဲ့ရှုဝေးထားတာတိဆောက်ထားတာဒါကအလွန်မှထင်ရှားပါသိဖို့လည်းပဲအလွန်မှလွယ်ကူပါတယ်တော့ဇမေမွေးစခြေဘဝအစုပ်ဇမေမွေးကြီးခြေတိလက်တိသွားအရေးအသားအကျော်အယိုးရိုးရင်းချင်းတိအညှို့နှလုံးအသေးအစရှိသဖြင့်32မျိုးသောကုဋ္ဌာသားအဲ့ဒီအရှုဝေးနဲ့တိဆောက်ထားကြတဲ့လူတွေကြီးတင့်နေတာဆိုလို့တော့ဘာမှတော့မရှိအလွန်တရာရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူသိနိုင်တယ်လို့ဆို냐တော့လည်းပဲဂယုဆိုင်ပြီးတော့သိအောင်မလုပ်ရင်တော့မသိအပေါ်ယံလောက်နဲ့စိတ်ကပြီးသွားညာတော့ဖြင့်တယောက်ကိုတယောက်ကြည့်လိုက်တယ်မြင်လိုက်တယ်ဆိုရင်ဒီကတော်တို့ဦးဇင်းတို့တွေဟာအဲ့ဒီမတင့်တယ်တဲ့အနေအထားထိစိတ်ကထွန်းဖောက်ပြီးတော့မမြင်တော့အပေါ်ယံလိမ့်ချထားတာဝိစားထားတာအမူအရာပုံတရံဒီလောက်နဲ့စိတ်ကရပ်သွားဟုတ်ရဲ့လားဒါကြောင့်အတုပတင်ညာဆိုတာဖြစ်ဖို့လွယ်ကူတယ်လို့ဆို냐တော့လည်းပဲဖြစ်အောင်မလုပ်ရင်တော့ဖြစ်မှာမဟုတ်ဟုတ်လားဒါကြောင့်ဒီလွယ်ပါတယ်ဆိုတဲ့တင်ညာလေးကိုဖြစ်အောင်လုပ်ကြည့်ရအဲ့ဒီအတုပတင်ညာကိုပွားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကအမခံထားတာပဲမဟာနိတန္တာဟွန်တိမဟာဗလာဟွန်တိမဟာနိတန္တာလွန်ကြီးမားတဲ့အကျိုးအနိသင်ရှိတယ်အမတောကတာအမတပရိယောတာတာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကြည့်နိုင်တဲ့နိဗ္ဗာန်လေးအဆုံးရှိတယ်အဲ့လောက်ထိဟောတာဒီမတင့်တယ်တဲ့သဘာဝကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကနှီးမျိုးစုံနဲ့သိအောင်ကြိုးစားရပြီးရင်အဲ့ဒါကိုမှတ်သားထားရဒီမှတ်သားမှုမပါလို့မရမှတ်သားထားမှသာလေတစ်ချိန်မှပြန်ပြီးတော့စဉ်းစားခြင်းနဲ့ဆိုရင်စဉ်းစားလို့ရဒါရိုးရိုးလေးပါဟုတ်လားဒါကြောင့်မိမိခန္ဓာရဲ့တိဆောက်ထားတဲ့အနေအထားမှကိုသိအောင်လုပ်ရဆရာဝန်တွေဆိုရင်တော့သိအောင်လုပ်ဖို့ဒါသူတို့အလွန်လွယ်မယ်ပေါ့ဒီခန္ဓာကိုယ်ကြီးတိဆောက်ထားပုံသူတို့အစာအဆုံးအကုန်လုံးလေ့လာထားတာဘလို့တိဆောက်ထားတော့ဒီခန္ဓာကိုယ်ကြီးအယိုးကိုအမာခံနေရာမှာထားပြီးတော့အကျော်တွေနဲ့ပွက်ရှက်ပြီးတော့အရေတူအရေပါးနဲ့အုပ်ပြီးတော့အသားသွေးနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတဲ့ခန္ဓာအိထဲမှာဘာတွေထည့်ထားတော့ခေါင်းထဲဆိုရင်အုံနောက်တွေထည့်ထားမယ်အရင်ခေါင်းပိုင်းမှာဆိုရင်အစုံနဲ့နှလုံးနဲ့ရှိမယ်ပြီးရင်အသေးဆိုတာကြီးအကြီးကြီးရှိမယ်အစာအိမ်ရှိမယ်ဥသိမ်းဥမဇာတိအစာဟောင်းစီအိမ်ကြောက်ကတ်ဓာတ်တွေထည့်ထားတယ်ဘယ်နာလေးမှာဘာရှိတယ်ဆိုတာကိုသိအောင်လုပ်ရမယ်လို့မြတ်စွာဘုရားကဟောထားဒီကုဋ္ဌာသားတွေရဲ့ပုံတရံဘယ်လိုပုံတရံရှိတယ်ဆိုတာသိရဆိုကြဆိုအဆုပ်ဆိုရင်ဘယ်ပုံတရံရှိတယ်ဒီကုဋ္ဌာသားတွေရဲ့ဝဏ္ဏအဆင်းအကြောင်းဘယ်လိုရှိတယ်ဆိုတာသိရဒီကုဋ္ဌာသားရဲ့အထက်မှာဘယ်ကုဋ္ဌာသားရှိတယ်ဘေးမှာဘာရှိတယ်အောက်မှာဘာရှိတယ်အကုန်သိအောင်လုပ်ရမယ်လို့ပြောဒါရုပ်ပိုင်းဆိုင်ရာဉာဏ်ပညာအခြေခံအဖြစ်အရန်ကြီးထက်မြက်เสียမလိုပါဘူးလွယ်လွယ်နဲ့သိနိုင်ဟုတ်လားအဲ့ဒါကိုသိပြီးရင်မလုပ်တာမှတ်သားထားရဒါမတင့်တယ်တဲ့သဘောဟုတ်လားမတင့်တယ်ဘူးလို့သူကလုတ်ပြီးတော့တောင်တွေးနေเสียမလိုဆိုရပါစို့တရားဓမ္မတို့ဦးဇင်းတို့စိတ်ကူးကလေးနဲ့ဒီအရေးတူအရေးပါဆိုတာလေးကိုလှမ်းပြီးတော့ကြည့်ပါကြီးပေါ်လာသွေးတန်ရဲရဲနဲ့အသားပြင်ကြီးပေါ်လာတယ်အဲ့ဒီအသားပြင်ကြီးကိုခုစိတ်ကူးနဲ့ပဲမြင်ကြည့်ပေါ့ဒါကတကယ်အရှိတရားအမှန်တရားဟုတ်လားဒါကိုမြင်နေတဲ့အချိန်မှာဒါကိုသိနေတဲ့အချိန်မှာမမြင်ရတဲ့အနေအထားနဲ့တော့စိတ်ကမတူပါဘူးအ ਨੇ ဆုံးတော့ဥပါဒံကညော့သွားလက်တွေ့စမ်းလို့မရဘူးလားရတယ်နော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မိမိခန္ဓာသတ္တဝါခန္ဓာရဲ့ဒီမတင့်တယ်တဲ့သဘောယုံရှာဆက်စုပ်ွယ်သဘာဝကိုသိအောင်ကြိုးစားပြီးတော့ဒါကိုမှတ်သားထားမယ်ဆိုရင်ဒါကိုအတုပတင်ညာအဲ့ဒီအတုပတင်ညာကိုဘာလုပ်ရမှာပွားများရမယ်ဟောဒါပါသေးတယ်နော်မတင့်တယ်ဘူးဆိုတာကိုသိရမယ်သိပြီးရင်မှတ်သားရမယ်မှတ်သားပြီးပြီဆိုရင်အဲ့ဒီမှတ်သားထားတဲ့အမှတ်အသားလေးကိုထက်ခါပွားများရမယ်ဘာဝိဒံဘဟုလိကတအဲ့လိုပွားများမှအကျိုးကျေးဇူးကရမှာသိတော့သိတယ်မှတ်တော့မှတ်တယ်ဒါပေမဲ့မေ့ပဲနေတာများတယ်ဆိုရင်တော့အတုပတင်ညာကိုပွားများခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးတွေရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်နံပါတ်1နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်တဲ့နိဗ္ဗာန်ပို့မဲ့တင်ညာဟာဘာလဲလို့မေးရင်အတုပတင်ညာလက်တွေ့အားဖြင့်အတုပတင်ညာကိုပွားများမယ်ဆိုလို့ရှိရင်ဥပါဒဏ်တရားတွေနည်းသွားနိုင်တယ်ဆိုတာတော့သိနိုင်တယ်ဟောတရားရဲ့နောက်ပိုင်းမှာဒီတင်ညာ9မျိုးကိုပွားများရင်တင်ညာတစ်မျိုးစီမှာထူးခဲ့တဲ့အာနိသင်ရှိအဲ့ဒါလေးဟောထားတာကအလွန်စိတ်ဝင်စားရကောင်းအဓိကဥစဉ်ကအဲ့ဒါကိုပြောခြင်းလို့ဆိုကြပါစို့အတုပတင်ညာကိုတကယ်ထိရောက်အောင်ပွားများရင်လူရဲ့စိတ်ဟာဘလို့ပြောင်းလဲသွားမလဲဆိုတာကိုမြတ်စွာဘုရားဟောထား
အဲ့ဒီပြောင်းလဲမှုရှိမရှိဆိုတာကိုကြည့်ပြီးတော့အတုပပညာကိုကိုဟာထိရောက်အောင်ပွားများထားတယ်ပွားများမထားဘူးဆိုတာကိုသိနိုင်သိလားအဲ့ဒါကိုနောက်ပိုင်းမှာပြောမယ်နော်ခုလောလောတယ်တော့ပညာ9ပါးလုံးရှိအောင်အဓိပ္ပာယ်လေးတွေကိုအကျဉ်းချင်းပြောအောင်တစ်မျိုးတစ်မျိုးစီကိုအရင်အသေးစိတ်ရင်တော့တရားကအရင်ရှိသွားမှာဟုတ်လားခုအတုပပညာကိုလွယ်လွယ်ဘယ်လိုမှတ်ရမလဲမိမိခန္ဓာသူတစ်ပါးခန္ဓာရဲ့မတင့်တယ်တဲ့သဘောဒါကိုအမှတ်ရရမယ်အဲ့ဒီအမှတ်ရထားတဲ့ပညာကိုပွားများရဒီနေရာမှာခန္ဓာကိုယ်ရဲ့မတင့်တယ်တဲ့သဘောဆိုတာကအကျဉ်းမြင်အဖြစ်ဒီရှင်သန်စဉ်မှာဖြစ်နေတဲ့မတင့်တယ်တဲ့အနေအထားရှိခုလုံးလုံးစေကိုမတင့်တယ်တဲ့အနေအထားရှိတည်ဆုံးပြီးတဲ့နောက်ခန္ဓာကိုယ်ပျက်စီးပြီးတဲ့နောက်မှာဆက်လက်ပြီးတော့သူ့သဘာဝအတိုင်းဖြစ်ပေါ်လာမဲ့မတင့်တယ်မှုတွေဆိုတာလည်းရှိတယ်အဲ့ဒီနှစ်ခုကိုပိုင်းခြားပြီးတော့သိရရှင်စဉ်အခါမှာဖြစ်တဲ့မတင့်တယ်မှုသိပြီးတဲ့နောက်မှာဆက်ပြီးတော့ဖြစ်ပေါ်လာမဲ့နော်တကယ်ကိုရွှင်ရှားဆွတ်ဆွတ်ပွဲအနေအထားဒါတွေကိုလည်းပဲမှတ်သားထားရမယ်ဒါဟာဘာလဲလို့မေးရင်အတုပတင်ညာနောက်အတုပတင်ညာပြီးရင်ဒုတိယနိဗ္ဗာန်ချမ်းသာကိုရရှိနိုင်တဲ့တင်ညာဟာဘာလဲမရဏတင်ညာမရဏဆိုတာသိဆုံးခြင်းပျက်စီးခြင်းတင်ညာဆိုတာအမှားအသားကိုယ်ဘဝရဲ့တစ်ချိန်မှာတေချာပေါက်တွေ့လာမယ်အနေအထားတေချာပေါက်ရင်ဆိုင်ရမယ်အတွေ့အကြုံဟုတ်လားအဲ့ဒီတေဆုံးခြင်းဆိုတာကြီးကိုဒကာဓမ္မတို့အရင်တို့တွေကအမှတ်ရရမေ့မထားရဘူးတကယ်တမ်းကဒီတေခြင်းတရားဆိုတာကလည်းပဲကလေးလေးတွေကစံပြီးတော့လက်ခံခဲ့ပြီးသားသိခဲ့ပြီးသားတစ်ချိန်ရောက်လို့ရှိရင်ပျက်စီးရလိမ့်မယ်တေးရလိမ့်မယ်ဆိုတာလူတိုင်းဘယ်သူဖြစ်ဖြစ်နားလေတယ်သိတယ်ကိုရှိကတေးပြသွားကြတဲ့လူတွေကိုကြည်သောအဖြစ်လည်းပဲဒါဘလို့မှညင်းလို့မရဘူးပေါ့နော်ဒါလွယ်လွယ်လေးသိပါတယ်ဒါပေမဲ့ခက်နေတာကတခါတလေတနေ့သာကုန်သွားတယ်တခါမှအမှတ်မရလိုက်အဲ့ဒီတေးခြင်းတရားတော့ဒီလောက်သေးကြတဲ့ဒီလောက်ရိုးရှင်းတဲ့ဘဝရဲ့အမှန်တရားကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟာမေ့ထားနိုင်တယ်ပေါ့တကယ်တော့အလွန်လဲမှန်တယ်အလွန်လည်းပဲရိုးရှင်းတေချာပေါက်ဖြစ်ကိုဖြစ်မှာဒါကရှောင်လို့မရကောင်းငင်မြောက်လိုက်တဲ့ခေဟာတေချာပေါက်ပြန်ပြီးတော့ကြာလာမှာဖြစ်တယ်လို့မွေးဖွားလာတဲ့တ attva မသေးဘူးဆိုတာဘယ်တော့မှမရှိဘူးပို့ပြီးတော့ဆိုးတဲ့အနေအထားတစ်ခုကဘယ်အချိန်မှပျက်စီးရလိမ့်မယ်ဆိုတာကိုတောင်ကြိုးပြီးတော့သိခွင့်မရှိဘူးသိရမယ်ဆိုတာဟာသိကြသလိုအချိန်သိခွင့်မရှိတာလည်းပဲသိကြတယ်ဟုတ်လားအဲ့ဒီလိုသိခြင်းတရားကိုဒကာမတို့ဦးဇင်းတို့တွေကဘာလို့မလို့အမှတ်ရရမယ်အဲ့ဒီအမှတ်ရမှုကိုကြိမ်ဖန်များစွာဖြစ်စေရမယ်ငါဟာသိလူပါဆိုတဲ့အတွေ့ခိုင်မြဲစေရမယ်ဒီအတွေ့တွေကဒီသင်ညာတွေဟာဒီအမှတ်တွေဟာစိတ်ကိုများစွာပြောင်းလဲစေနော်တကယ်အမှန်တရားကိုဆင်ញင်တာတွေးတောတာမှတ်သားတာဖြစ်တဲ့အတွက်ကြောင့်အမှန်တရားကိုဆက်ပြီးတော့သိဖို့အတွက်အများကြီးအကျိုးကျေးဇူးရှိတယ်တကယ်တမ်းမှာဘဝရဲ့အကြောင်းကိုကောင်းကောင်းသိကျင်တယ်ဆိုရင်သိခြင်းတရားတစ်ခုကိုစဉ်းစားတာနဲ့လင်တော့အများကြီးသိနိုင်ဘုရင်ကတခါတလေတွေးကြည့်တယ်ပေါ့ဟောဒီသိခြင်းတရားကိုစဉ်းစားရတာဟာဘဝရဲ့အခြေအနေမှန်ကြီးကိုဖွင့်ပြတယ်လှက်ပြတယ်ဗရင်းပေါက်ကြီးတစ်ချက်လိုပဲလို့ပြီးတော့လည်းသိသွားကြတာပဲလေဘဝတည်ဘာအနှစ်သာရမှမရှိဘူးဆိုတာကိုအဲ့ဒီသိခြင်းတရားကိုပေပေနေနေစဉ်းစားခြင်းအဖြစ်ကိုပဲသဘောပေါက်နိုင်ဒါကလက်တွေ့လုပ်ကြည့်မှသိနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်လူတိုင်းအလုံးဟာသေလူဆိုရင်ပို့ပြီးတော့ခြေပြန့်သွားကိုတယောက်တည်းသာလည်းသေရမှာလို့စဉ်းစားရင်သေခြင်းတရားကိုစဉ်းစားတာကမပြည့်စုံနေသက်ရှိတတ္တဝါမှန်သမျှလူတွေကိုမပါမကတော့ဘူးတိရစ္ဆာန်တွေရောနတ်တွေရောမြမာတွေရောနော်ဖြစ်ပေါ်လာတဲ့တတ္တဝါမှန်သမျှဘယ်တရားဝါပဲဖြစ်ဖြစ်ပျက်စီးခြင်းဖြင့်ဆုံးတတ်ရအဲ့ဒီသေသွားမဲ့အနေအထားကြီးသည်ဘလောက်တန်ဖိုးရှိလဲလူတွေဟာသေဆုံးခြင်းကိုအမှတ်မရတဲ့အတွက်ကြောင့်ရှင်သန်ခြင်းကိုအယံထင်ကြီးတယ်ရှင်သန်နေရတဲ့အနေအထားကိုအယံထင်ကြီးတယ်ရှင်သန်နေရတဲ့အနေအထားရဲ့အခြေအနေမှန်ကိုသိကျင်တယ်ဆိုရင်ဒါဟာသေဆုံးခြင်းဖြင့်ဆုံးရမှာဟုတ်လားဒါပေမဲ့ဒီဟာတွေကဒကာဓမ္မတို့ဦးဇင်းတို့ပြောတာကိုနားထောင်နေုံမျှနဲ့တော့အယံကြီးသိဖို့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒါကိုစဉ်းစားမယ်ကြိမ်ဖန်များစွာအားထုတ်မယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်ပညာအနုအယဉ်ကိုလိုက်ပြီးတော့အများကြီးသိသွားတာလည်းဖြစ်နိုင်တယ်။မြတ်စွာဘုရားကနိဗ္ဗာန်ချမ်းသာကိုရမယ်လို့တောင်ဟောထားတာနော်။သိခြင်းကိုစဉ်းစားတာနဲ့နိဗ္ဗာန်ချမ်းသာကိုတောင်ရမယ်လို့ဟောထားတာနော်။ဒါပေါ့တွက်လို့မရဟုတ်လား။ဒါကြောင့်ပိဿပေါင်းတော်ဟောင်းတို့ဒုတိယမြောက်နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်တဲ့နိဗ္ဗာန်ပို့မဲ့သင်ညာဟာဘာလဲလို့မေးရင်အနေစာမရဏသင်ညာ
အသေးချင်းကိုအမှတ်ရတဲ့ပညာဒါကိုပွားများရမယ်ဟုတ်လားနောက်ဦးဇင်းတို့တတိယပညာနော်နည်းနည်းလေးခတ်သွက်ကလေးသွားမှတရားဆုံးအောင်ဟောနိုင်တယ်တူဟုတ်လားတတိယပညာကဘာလဲဆိုတော့အာဟာရီပฏิကူလပညာမိမိတို့နေ့စဉ်စားသုံးနေတဲ့အစာအာဟာရ၌ရွံရှာဆက်စုပ်ဖွယ်သဘောကိုအမှန်အတိုင်းအမှတ်ရတဲ့ပညာဟုတ်တယ်ကဓမ္မတို့ဦးဇင်းတို့ဒီရှင်းသန်းနေရတဲ့ကိစ္စမှာအလွန်အားကြီးတဲ့အကြောင်းတရားတစ်ခုကဘာလဲဆိုတော့အာဟာရနောက်ကစိတ်ဥတုအာဟာရဆိုပြီးတော့အကြောင်းတရား၄ပါးရှိတာတဲ့ကအထူးသဖြင့်ဒီယုတ်ခန္ဓာကြီးတည်တံ့ဖို့အတွက်နော်အကြီးဆုံးအထောက်အပံ့ဖြစ်နေတာအကြောင်းခံနေတာကဘာလဲဆိုတော့အာဟာရပဲကိုစားတဲ့အတိုင်းဒါကြီးဖြစ်နေတာစဉ်းစားကြည့်နော်ဒီစိတ်ဆိုတာကဒီယုတ်ခန္ဓာရှင်းသန်းနေမှဒီယုတ်ခန္ဓာအဆင်ပြေနေမှသူကလည်းဆက်ပြီးတော့မှီးနေနိုင်တာဟုတ်လားဒီယုတ်ခန္ဓာအဆင်မပြေဘူးဆိုရင်စိတ်ကလည်းဒါဆက်ပြီးတော့သူမှီလို့မရဒါသေတယ်ပြောတာဒါလူငယ်တွေနားလည်အောင်လို့လည်းပြောတာအဲ့တော့ဘာလဲဆိုတော့ဒီရှင်သန်မှုအရေးမှာအာဟာရဒီဘလောက်အရေးပါတယ်ဒီစားရတောက်ရတဲ့ကိစ္စလူတွေဟာငါစားတောက်နေလို့ရှင်းနေတာနော်လို့ရိုးရိုးလေးကိုမတွေးပြစ်ငါရှင်ကျင်လို့ကိုရှင်းနေတာဟုတ်လားမသေးသေးလို့ကိုရှင်းနေတာဒီလိုမျိုးပေါ့တကယ်တမ်းကကိုယ့်ရဲ့ရှင်သန်မှုကစာဟာရပေါ်မှာမူတည်နေတယ်သူဟာကိုယ့်ရဲ့ရှင်သန်ရေးမှာကျေးဇူးရှင်တကယ်တမ်းကကိုယ့်ဘဝမှာအရေးအပါဆုံးအရာဒါစားတိုင်းဒါလေးစားလို့ငါခက်နေရတာဒါလေးကငါ့ကိုဆက်ပြီးတော့ရှင်သန်အောင်လုပ်နေတာတော့ကားတစ်စင်းကြီးနေတယ်ဆိုတာကားထဲမှာစီထည့်ထားလို့ပေါ့စီမရှိဘူးဆိုတာနဲ့ထိုးရက်သွားမှာပဲလေသူဘလောက်ကောင်းတဲ့အင်ဂျင်နဲ့လှုပ်ထားဘာမော်တယ်ပဲဖြစ်ဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်တို့ဒီအစာအာဟာရရဲ့သဘာဝကိုကောင်းကောင်းနားလည်ဖို့လို့အဲ့မြတ်စွာဘုရားကဘဝမှာအလွန်ရေးပါတယ်ဒီအစာအာဟာရရဲ့အကြောင်းကိုနားလည်အောင်ရှုတော်မျိုးစုံကနေအထောက်ခံတယ်တကယ်တမ်းကတော့အစာအာဟာရဆိုတာရွံရှာဆွတ်ဆုပ်ဖွယ်ရဘာကိုကြည်ခြင်းအဖြစ်သိနိုင်တော့ကျင်ကြီးကျင်ငယ်ဖြစ်သွားတာကိုကြည်ခြင်းအဖြစ်သိနိုင်အာဟာရပฏิကူလဆိုတာကိုမြတ်စွာဘုရားကဘယ်ကနေစတင်ပြီးတော့မှတ်သားခိုင်းလေစဉ်းစားခိုင်းလေဆင်ခြင်ခိုင်းလေဆိုရင်ဒီအာဟာရကိုရှာဖွေရတဲ့ကိစ္စကစပြီးတော့ဆင်ခြင်ခိုင်းတယ်နော်ပရိယေတနာရှာရဖွေရတယ်ဆိုတာချမ်းသာတဲ့ကိစ္စမဟုတ်ပါဘူးမရှာပဲမဖွေရဲမြန်အလိုလိုရလာမယ်ဆိုရင်ဘယ်လောက်မြန်ကောင်းမလဲဟုတ်လားတော့ဒီခန္ဓာကိုယ်ယက်တည်ရေးအတွက်ဒီကတော်တို့ဦးဇင်းတို့ရှာရဖွေရတယ်ဆိုတာအလွန်ကြီးကျယ်တဲ့ဒုက္ခဟုတ်ကြီးစုံတဲ့ပုံကိုယ်တွေအနေနဲ့သိမသိတာဘူးလို့ဆို냐တော့လည်းပဲတတ္တဝါအများစုအနေနဲ့တော့အလွန်တရာမှကြီးကျယ်ခါသိတဲ့ဒုက္ခပါတိရစ္ဆာန်လောကကြည့်မယ်ဆိုရင်အရင်သိတာလူတွေဒီမှာလည်းပဲအများကြီးရှိပါတယ်ဒါကဒီအာဟာရရှာရလို့ဒုက္ခကြီးကျယ်စွာရောက်ကြရတာကိုယ်ဘဝရဲ့အခြေအနေအများကြီးပေးရတာခွန်အားတွေအများကြီးပေးရတာငယ်ငယ်တွေကစပြီးတော့ပညာသင်ရတဲ့အနေအထားကစတွက်မယ်ဆိုလို့ရှိရင်အများကြီးစဉ်းစားရရှိတယ်အာဟာရရဲ့သဘာဝကိုပြောပြတယ်ရလာပြီကင်စားတော့မယ်ဆိုတဲ့ကစပြီးတော့ဒီကင်နဲ့လက်ကစပြီးတော့ပေတယ်တဲ့အဲ့ဒါပါဇက်သွားရေးရှာရေးဒါတွေနဲ့ရောလုံးပြီးတော့မမြင်ရတဲ့အတွက်ကြောင့်သာဒကာဓမ္မတို့ဦးဇင်းတို့တွေကမြင်မြင်ရှက်ရှက်မျိုးချလို့ရတကယ်လို့သာမြင်ရမယ်ဆိုရင်မျိုးချလို့မရနိုင်အဲ့ဒီကစပြီးတော့စဉ်းစားရမှာဒါတခုမှလှုပ်ကြံပြီးတော့စိတ်ကူးရင်နေတာအခန့်ကဏ္ဍမပါဟုတ်လားပြီးရင်ဘာလုပ်ရတော့မျိုးချလိုက်တဲ့အခါကျတော့ဟောဆင်းသွားရောဆင်းသွားပြီးတော့ဒါအစစ်ဓာတ်လို့ပြောဟုတ်လားဘာစကဝမ်းမီလို့ပဲပြောအဲ့ဒါတွေနဲ့ရောရှက်ပြီးတော့အမြုပ်တစီစီထလာပြီးတော့ဖြစ်ပေါ်လာတဲ့အကျိုးကျေးဇူးကတော့အသွေးအသားပေါ့ဟုတ်လားသူ့ရဲ့အကျိုးကျေးဇူးကဟိုဘက်မှာဘာကျန်းနေဆိုကျင်ကြီးကျင်ငယ်ကျန်းနေဒါကရှောရှူရှူသွားပါမှဒီလိုဖြစ်တယ်ရှောရှူမသွားရင်အသက်တောင်ချွေသွားနိုင်တဲ့ဒီအစာဟာရတခါတလေဦးဇင်းကစဉ်းစားကြည့်တယ်အစားတော့ကသတိထားတဲ့နေကိုယ့်ရဲ့ဗိုက်ထဲကိုထည့်တာကိုသတိမထားဘဲနဲ့ထည့်ရင်ဘယ်ကောင်းအန္တရာယ်ရှိအောင်တခါတလေဦးဇင်းကတော့ခက်ကြမ်းလေးပြောဖြစ်တယ်ကိုယ့်ရဲ့နေတဲ့လူသတိထားစားပြလို့ခွေးတွေကနော်အစာမကြည့်ဘူးဆိုရင်မျက်ပင်လေးစားပြီးတော့အန်ထုတ်လိုက်လို့ရတယ်တို့ကလွယ်လွယ်နဲ့အန်လို့မရဘူးတော့အဆင်မပြေရင်ဒီထဲမှာအဲ့ဒါအတော်နေရခက်တဲ့ကိစ္စဒီဥစ္စာဟုတ်လားဒါကြောင့်အစာဟာကြီးကျက်သွားရင်လည်းပဲသွေးသားကိုဖြစ်လာတယ်ပြီးရင်ကျင်ကြီးကျင်ငယ်ဖြစ်နေထွက်သွားတယ်ဟုတ်လားမကြီးကျက်ဘူးဆိုရင်အရန်ဒုက္ခရောက်လာတော့အစာအာဟာရရဲ့သဘောတဘာဝဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့လှဲကိုရှိထိုးသလိုမျိုးနော်ဒီရှင်သန်ဖို့ဒီအစာအာဟာရကိုစားရတယ်ဆိုတာကိုမှန်မှန်ကန်ကန်ဆင်ခြင်ဖို့လိုတယ်ဒီလောက်ရွံရှာဆက်စုပ်ပွဲကောင်းတဲ့ဒီအစာအာဟာရတော့ကျင်ကြီးကျင်ငယ်နဲ့အဆုံးသတ်သွားတယ်ဒီနေရာမှာဦးဇင်းတို့စဉ်းစားမိတာလေးတစ်ခုပေါ့လေ
အစာအာဟာရနဲ့ပတ်သက်ပြီးတော့ဒကာမတို့ဦးဇင်းတို့ရဲ့လောဘကလည်းအလွန်ကြီးတာဟုတ်လားအစာအာဟာရရဲ့ပုံမှာဒီလောက်ကြီးမမောသင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာလေးကိုပြောချင်တော့ကျင်ကြီးကျင်ငယ်ဆိုရင်လူတွေဟာအလွန်ယွန်းနေပေါ့ထိဖို့မပြောနဲ့ကြည့်တော့မကြည့်ချင်ဘူးဟုတ်လားတော့ကျင်ကြီးကျင်ငယ်တွေကိုဒီလောက်မယွန်းသင့်ဘူးဘာဖြစ်လို့လဲကိုမျက်မျက်နိုးနိုးစားလို့ဖြစ်လာတဲ့အရာကိုစားလိုက်တဲ့အရာတွေကဖြစ်လာတာဟုတ်တယ်မဟုတ်လားအဲ့လိုကျင်ကြီးကျင်ငယ်ကိုအဲ့လောက်မယွန်းတဲ့လို့အစာအာဟာရကိုလည်းဒီလောက်ကြီးမမောတဲ့။အောင်ဆိုကိုအလွန်ယွန်းရှာတဲ့ကျင်ကြီးကျင်ငယ်ဖြစ်သွားမဲ့ဟာတွေပဲ။ဘာမှသူကနော်ဆက်ဆက်မှုနော်တောက်လျှောက်တစ်ဆက်တည်းဖြစ်သွားတဲ့အရာတွေလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ကဲဒါမြင်ဘာလို့ဒီအစာအာဟာရကိုစားရတော့ရှင်သန်ဖို့အတွက်စားရတာ။ဘာလို့ရှင်သန်နေတာတော့ဆိုရင်တော့အဓိပ္ပာယ်ကတော့အမျိုးမျိုးဖြစ်သွားမယ်ပေါ့။နောက်တမှုရှိတာကိုလှုပ်ချင်လို့ဆိုရင်တော့အကောင်းဆုံးအဖြေပေါ့နော်အဲ့ဒါမြတ်စွာဘုရားကတော့အစာအာဟာရကိုစားတဲ့နေရာမှာရည်ရွယ်ချက်ကလေးကိုပြောပြတယ်ဥပမာနဲ့ပြောတဲ့အလေးထားမြတ်စွာဘုရားကနော်အလွန်ရှင်းအောင်ပြောတတ်တာအစာအာဟာရကိုစားတဲ့အခါမှာဘယ်လိုစဉ်းစားသင့်တုံးဆိုရင်တဲ့ဆိုကြပါစို့လင်မယား2ယောက်သားလေး1ယောက်ထဲရှိတယ်အဲ့ဒီသားလေး1ယောက်ကိုချီပြီးတော့သားလေးက4နှစ်သား5နှစ်သားလောက်ပေါ့နော်ချီပြီးတော့ကန္တာရခီးကျန်းတစ်ခုကိုသွားဟောတဲ့အခါကျတော့သိက္ခဏာရတဲ့ရောက်တဲ့အခါကျတော့အစာအာဟာရပြတ်တဲ့အခါကျတော့လင်မယား2ယောက်တိုင်ပင်ရတယ်ဒီတိုင်းဆိုရင်တော့သားမိသားဖ3ယောက်လုံးသေလိမ့်မယ်သားမိသားဖ3ယောက်လုံးမသေရအောင်ဘယ်နဲ့လုပ်မလို့ဆိုတော့အဲ့လိုဆိုလို့ရှိရင်ဟောဒီတူရီသောသားလေးကိုပဲတတ်ပြီးတော့သူ့ရဲ့အသားကိုပဲစားရင်းနဲ့ကန္တာရခရီးရဲကိုကြော်လွှမ်းနိုင်အောင်ကြိုးစားကြမယ်အဲ့လိုဆုံးဖြတ်ပြီးတော့အလွန်ချစ်တဲ့သားကိုသူတို့လက်နဲ့သေအောင်တတ်ရတယ်ဟုတ်လားတတ်ပြီးအဲ့ဒီအသားရဲ့အသားကိုတော့မီးတွေပါတယ်နဲ့ချက်ပြုတ်ထားတာမရှိဘူးစီတို့စားတော့မပါဘူးဒါကိုသွေးစိမ်းဆက်နော်သားရဲ့အသားကိုမလို့စားရအဲ့လိုသားရဲ့အသားကိုစားနေတဲ့မိဘနှစ်ပါးရဲ့စိတ်ထဲမှာစားလို့ကောင်းလိုက်တာตายရလိုက်တာမက်မောလိုက်တာဆိုတဲ့စိတ်မျိုးဖြစ်နိုင်သလားတဲ့မဖြစ်နိုင်ဟုတ်လားဇတ်တူသားဖြစ်နေတာကတစ်မျိုးစီမပါစားမပါတော့အစိမ့်တက်ဖြစ်နေတာကတစ်မျိုးကိုယ့်ရဲ့သားအရင်ခောက်ဖြစ်တာကတစ်မျိုးတော့ငိုကြွေးမြည်တမ်းရင်းဖြစ်လာလေရှင်သန်ဖို့အတွက်လူစားရတယ်အဲ့ဒီလောက်ထိစဉ်းစားဆင်ခြင်ဖို့မြတ်စွာဘုရားကတော့ပြောထားတာဟုတ်လားဒီအစာအာဟာရကိုတော့ရှင်သန်နိုင်မှရှင်သန်မှမြတ်သောအကျင့်ကိုကျင့်နိုင်မယ်ဒါကြောင့်ဒီအစာအာဟာရကိုရှင်သန်ဖို့အတွက်စားရတာပါဆိုပြီးဒီလိုနှလုံးသွင်းစားရတယ်ပေါ့ဒါကိုအာဟာရပရိကူလသင်ကြဒါကြောင့်တချို့ဦးဇင်းတို့ယောဂီတွေဆိုလို့ရှိရင်တချို့ရိပ်တာတွေမှာအစာအာဟာရစားကနေမှဣတိစားပွဲအမေမေကိုဆိုတာဒီလင်္ကာလေးမဆိုရဘူးလားအလွန်ကောင်းတယ်နော်အဲ့ဒီဥစ္စာဒါကဦးဇင်းတို့ယဟန်တန်ဃာတွေဆိုလို့ရှိရင်ဒီလိုမစင်သားမစင်ကျင်မဲနဲ့စားရင်အပြစ်ကိုသူကဖြစ်တာ哦ဣတိစားပွဲအမေမေကိုမြူးရည်မှန်ကြွလှပရည်စင်ပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြာဓာတ်ဆောင်ဤကိုကောင်ဒီရှီအောင်ဒီလျက်အသက်မြတ်တမမောပညာတရားသာသနာကျင့်တဲ့ပြာကိုကျင့်ပါနိုင်စီဝေဒနာဟောင်းတဲ့မဖြစ်စေရရာပိုင်းမြတ်တဲ့ခတ်သိမ်းပြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်ပြေဝဲပါတည်းတဲ့။ဒါမြတ်စွာဘုရားဟောထားတဲ့ပါဠိတော်အဓိပ္ပာယ်ကိုကြည့်ပြီးတော့ဝိသုဒ္ဓအောင်ဆိုဘုရားကြီးရေးထားတာနော်။အဲ့ဒါဘိဓပေါင်းသူတော်ကောင်းတို့ဒီပဋိကူလအာဟာရရဲ့ရွန်ရှာဆွတ်ဆွတ်ဖွယ်အနေထားကိုစဉ်းစားဆင်ခြင်ခြင်းသည်လည်းပဲမဟာဗလာဟောတိမဟာနိတန္တာအလွန်ကြီးကျယ်တဲ့အကျိုးအနိသင်ရှိတယ်။အမတောကတအမတပရိယောတနာနိဗ္ဗာန်ချမ်းသာလည်းအဆုံးရှိတယ်နိဗ္ဗာန်ချမ်းသာကိုရစေမယ်လို့ပြောတယ်အများကြီးနားလည်မှုရှိသွားနိုင်တယ်ပေါ့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုသိသွားနိုင်တယ်ဒီအာဟာရရဲ့အကြောင်းကိုစဉ်းစားရသူ့လမ်းကြောင်းလေးနဲ့သူရှိတယ်နော်အေးအဲ့တော့တင်ညာဘယ်နှပါးရှိသွားပြီလို့များ၃ပါးရှိသွားပြီနော်နောက်၄ခုမြောက်တင်ညာကဘာလဲသဗ္ဗလောကေအနာပိရတတင်ညာဒါကတော့နည်းနည်းစိမ့်နေမယ်နဲ့တူတယ်ဒီစကားလုံးလေးကဟုတ်လားသဗ္ဗလောကီအလုံးစုံသောလောက၌အနဗိရတပျော်မွေ့ွယ်မရှိဘူးဆိုတဲ့တင်ညာအမှတ်လောကကြီးဟာပျော်စရာကောင်းတဲ့အရာမဟုတ်ဘူးလို့ညီငွေပွယ်ရာသာဖြစ်တယ်လို့မှန်မှန်ကန်ကန်အမှတ်ရတဲ့တင်ညာလောကကြီးရဲ့သဘောအမှန်ကိုကောင်းကောင်းသိရအောင်တကယ်တမ်းကဒကာမလို့ဦးဇင်းတို့တွေကလောကရဲ့သဘောကိုအဲ့လိုစဉ်းစားမိခဲ့တယ်ပေါ့နော်ကိုဖြစ်ချင်တာလေးတွေဖြစ်နေတဲ့အခါမျိုးဆိုရင်ကိုပြီးတော့တောင်းဒါမျိုးကိုအမှတ်ရခဲ့တယ်ပေါ့ဟုတ်လားတကယ်ကလောကရဲ့သဘောဆိုတာကကြုံမှုွယ်ရာမဟုတ်ဘူးလို့ဆိုပါတယ်
ဒီပြောမှုပဲရမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုရဖို့ဆိုတာကလည်းပဲတတိမရှိဘဲနဲ့တော့မရနိုင်တော့တတိရှိမှသူကရနိုင်ဒါကိုမှန်မှန်ကန်ကန်အောက်မေ့တဲ့အာယုံစိုက်တဲ့သဘောကလေးရှိမှသူ့ရဲ့သဘောအမှန်ကိုသိနိုင်တာဟုတ်လားကိုယ့်ကိုဖြစ်တယ်လို့မိမိရောရောပေါ်ပေါ်ဆာဆာနော်ဒီဖြစ်တယ်လို့နေနေမယ်ဆိုရင်တော့လောကကြီးရဲ့ပြောမှုပဲရမဟုတ်ဘူးဆိုတဲ့အနေအထားမှန်ကိုမသိနိုင်အဲ့လိုမသိဘူးဆိုရင်ဒီပညာရဖို့ဆိုတာဝေးသွားဟုတ်ရလားအဲ့တော့ဒီနေ့မှာဦးဇင်းတို့လောကကြီးရဲ့ပြောမှုပဲရမဟုတ်တဲ့အနေအထားမှန်ကိုသိဖို့ဆိုရင်သတိရှိဖို့လိုတယ်ဒါလေးကိုပြောရင်းနဲ့ဦးဇင်းကဘာကိုသွားပြီးတော့အမှတ်ရတော့ဆိုတော့ဥဒ္ဒံပါဠိတော်မှာမြတ်စွာဘုရားအကျူးရင်းခဲ့တဲ့ဥဒ္ဒံဂါထာလေးတစ်ပုဒ်အမှတ်ရတယ်ဟောတချို့လည်းပဲကြားဖို့မေလို့ဦးဇင်းထင်ပါတယ်အလွန်အဟောပြောများတဲ့ဂါထာလေးအလွန်လည်းကောင်းပါဘာပြောတာတော့ဆိုတော့အာတာတံတတရူပေနပိယရူပေနအပိယဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အာတာတံတတရူပေနตาယာဘွယ်မဟုတ်သောလောကကြီးကตาယာဘွယ်အသွင်တရံဖြင့်ပမတ္တမတိဝတ္တတိတတိကင်းပြီးတော့မေ့လျော့နေတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြစ်ထားတယ်တကယ်တမ်းကလောကကြီးကตาယာဘွယ်မဟုတ်ဘူးပေါ့သို့တော်လည်းပဲတတိမရှိဘူးဆိုတော့အဲ့ဒီตาယာဘွယ်မဟုတ်တဲ့လောကကြီးကပဲတတိမရှိတဲ့ပုဂ္ဂိုလ်ကိုตาယာဘွယ်အနေနဲ့လှည့်စားပြီးတော့သူ့ကိုလွှမ်းမိုးထားမယ်ဖြစ်ထားမယ်ရှင်းမယ်လို့ထင်ပါလေဦးဇင်းပြောတာဟုတ်လားဒီတာတစ်ချက်အတ္တတံတတ္တရူပေနပြီးတော့ပါပိယရူပေနအပိယပိယရူပေနအပိယချစ်ခင်စရာမဟုတ်သောလောကကြီးကချစ်ခင်စရာအနေအထားနဲ့ပမတ္တမတိဝတ္တတိတတိကင်းပြီးတော့မိတ်လျော့နေတဲ့တတ္တဝါကိုလွှမ်းမိုးဖြစ်ထားတယ်ဟောဒုတိယချက်ဆက်ပြောတယ်နော်လောကကြီးမှာချစ်ခင်စရာဆိုတာမရှိဒါပေမဲ့တတိမိတ်နေမယ်ဆိုရင်တော့ချစ်ခင်စရာမဟုတ်သောလောကကြီးကပဲချစ်ခင်ပေါ်ရာလိုလိုနဲ့လွှမ်းမိုးဖြစ်ထားတယ်နောက်တစ်ချက်ပြောပြန်တယ်ဒုက္ခံဒုက္ခတရူပေနာတဲ့ဆင်းရဲတဲ့တရားတွေကချမ်းသာလိုလိုနဲ့ပမတ္တမတိဝတ္တတိမိလျော့နေတဲ့တတ္တဝါကိုလွှမ်းမိုးဖြစ်ထားတယ်ဆိုလိုတာကလောကကြီးကချမ်းသာဆိုလို့မရှိဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်လားသို့တော်လည်းပဲကိုကတတိမပါဘူးဖြစ်တယ်လို့နေနေမယ်ဆိုရင်တော့အဲ့ဒီဆင်းရဲပါတယ်ဆိုတဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့ချမ်းသာဆိုတဲ့သဘောမျိုးဖြစ်သွားအစင်းရတဲ့လောကကြီးကချမ်းသာဆိုတဲ့သဘောမျိုးနဲ့ကိုယ့်ကိုလှည့်စားသွားဒါကတတိမေ့နေရင်ဆိုတဲ့စကားလေးကအလွန်ဂရုစိုက်เสียရှိတယ်တတိမေ့နေရင်တော့လွှမ်းမိုးခံရတတိမမေ့ဘူးဆိုရင်တော့အဲ့ဒီလိုလွှမ်းမိုးတာကိုမခံရဘူးဆိုတဲ့အဓိပ္ပာယ်မတက်ရောက်ဘူးလားတက်ရောက်တယ်နော်သူတို့ကတတိရှိနေမယ်ဆိုရင်တာယာဝယ်မဟုတ်တဲ့လောကကြီးကိုတာယာဝယ်မဟုတ်ဘူးလို့မှန်မှန်ကန်ကန်သိတယ်ချစ်ခင်စရာမရှိတဲ့လောကကြီးကိုချစ်ခင်စရာမရှိဘူးလို့မှန်မှန်ကန်ကန်သိမယ်။ဆင်းရဲတဲ့လောကကြီးကိုဆင်းရဲတဲ့လောကကြီးပဲလို့မှန်မှန်ကန်ကန်သိတယ်။အဲ့ဒါကဘာရှိမှလဲ။သတိရှိမှ။သတိမရှိဘူးဆိုရင်တော့ပမတ္တမတိဝတ္တတိပဲ။မေ့လျော့နေရင်တော့လွှမ်းမိုးခံရ။လွှမ်းမိုးတာကလိညာပြီးတော့လွှမ်းမိုးတာ။အာယုန်ဒီမှာအစွမ်းရှိတယ်နော်ဒကာကြီးဒီမှာကြီးများ။အဲ့ဒီအာယုန်ဒီမှာဘလို့အစွမ်းရှိတာ။လှည့်စားနိုင်တဲ့အစွမ်းရှိတယ်။ဒါအာယုန်ဒီဘက်ကအစွမ်း။ဒါပေမဲ့သူကသတိရှိတဲ့အပေါ်မှာသတိရှိတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာတော့မလှည့်စားနိုင်သတိမရှိမှသူတို့ရဲ့အစွမ်းတတိကိုပြသတိရှိရင်တော့သူတို့ရဲ့အစွမ်းတတိကိုမပြနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးမသက်ရောက်ဘူးလားသက်ရောက်တယ်ဒါကြောင့်လောကကြီးရဲ့ပျော်မှုတွေရမဟုတ်ဘူးဆိုတဲ့အနေအထားမှန်ကိုသိကျင်တယ်ဆိုရင်ဘာရှိရသတိရှိရမယ်အဲ့ဒီသိလာပြီထိုက်တော့ရိပ်မိလာပြီဩဟုတ်တယ်ဆိုသိလာပြီဆိုရင်အဲ့ဒါလေးကိုမလုပ်ထားမှတ်သားထားရဒါလောကကြီးရဲ့သဘောအမှန်လို့မှတ်သားထားရမှတ်သားပြီးရင်တော့ကြိမ်ဖန်များစွာအဲ့ဒီအမြင်အဲ့ဒီအမှတ်ကလေးကိုမလို့ဝါများရတယ်အဲ့ဒါကိုဘာခေါ်တော့တပ္ပလောကီအနာပိရဒတင်ညာအဲ့ဒါဘာရှိသွား၄ပါးရှိတာနော်နောက်၅ခုမြောက်တင်ညာကအနိစ္စတင်ညာအနိစ္စဆိုတာမတည်မြဲတဲ့သဘောဒါကတော့ဦးဇင်းတို့အခြေချပြီးတော့ပြောဖို့လိုမယ်မထင်ပါဘူးနော်မိမိရဲ့ခန္ဓာမှာဘလို့သဘာဝတွေပဲဖြစ်လာချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်အရှင်ပြေတာပဲဖြစ်ဖြစ်ဆင်မပြေတာပဲဖြစ်ဖြစ်ဖြစ်ရှင်တာဖြစ်လာသောတရားတိုင်းတို့သည်မတည်မြဲကြဘူးဆိုတာကိုသိရမယ်ဟုတ်လားအဲ့ဒီအနိစ္စကိုသိတဲ့အသိဒီမှတ်သားမှုကလေးကိုအကျိန်ဖန်များစွာဖြစ်အောင်ဝါများရမယ်ဒါကလည်းပဲပိဋကပေါင်းတော်တို့ဖြတ်ပြီးတော့ပြောခြင်းပါလေသတိမရှိရင်သူ့လည်းပဲမသိနိုင်ပါဘူးနော်အနိစ္စဖြစ်တယ်ဆိုတာကိုသတိမရှိဘဲနဲ့မသိနိုင်ပါဘူးဟုတ်လားသတိထားပြီးတော့နေနိုင်မှခန္ဓာရဲ့သဘာဝအမှန်ဖြစ်တဲ့အနိစ္စကိုသိနိုင်တာ
အဲ့ဒီကြတော့မှအနိစ္စတင်ညာကိုပွားများဖို့ဆိုတာဖြစ်နိုင်တာအနိစ္စကိုမှမသိသေးပဲနဲ့အနိစ္စတင်ညာကိုပွားများလို့ရမလားမရဘူးအဲ့ဒီနေရာမှာအနိစ္စကိုသိကျင်တယ်ဆိုလို့ရှိရင်တော့တရားအထုတ်ဖို့တဲ့ပုဂ္ဂိုလ်တွေကတော့ထိုက်တဲ့လောက်သိကြမှာပေါ့လေတော့တရားဘာဝနာနဲ့နည်းနည်းအလံဝေးနေတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့သိကျင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလို့နောက်ဦးဇင်းတို့ဘာဝနာမယဉာဏ်ကိုရည်ရွယ်ပြီးတော့ပြောတာတော့မဟုတ်ပါဘူးစိဏမယဉာဏ်နဲ့ရည်ရွယ်ပြီးတော့ပြောမယ်ဦးဇင်းတို့ဝိသုဒ္ဓိမတ်ထဲမှာမတည်မြဲတဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်သဘောပေါက်ဖို့အတွက်ကာလဆိုတဲ့အချိန်နဲ့ပိုင်းခြားပြီးတော့ကြည့်တဲ့နည်းကိုပြထားတာရှိဆိုရပါစို့ခုကိုအသက်40 50ရှိပြီဆိုရင်အသက်30အသက်20အသက်10နှစ်အမိဝမ်းဝမ်းကကြုတ်ခါစကအဲ့ဒီအနေအထားတွေကိုကြည့်လိုက်အားတခုမှမရှိတော့ဟုတ်တယ်မဟုတ်လားဟောအချိန်ကြည့်နော်အဲ့လိုပဲဦးဇင်းတို့ပေးတဲ့ပေါင်းတို့ကောင်းတို့နော်နားလည်နိုင်စွာအားကြီးတဲ့ပုဂ္ဂိုလ်တွေကြီးပါဦးဇင်းတို့နည်းနည်းလောက်ပြောလိုက်ရင်သဘောပေါက်မနေ့တုန်းကအနေအထားတစ်ချက်လောက်ပြန်စဉ်းစားကြည့်တာနော်တွေ့ခဲ့တယ်ကြုံခဲ့တယ်ပြောခဲ့တယ်ဆိုခဲ့တယ်ဝမ်းသာခဲ့တယ်ဝမ်းနည်းခဲ့တယ်အမျိုးမျိုးပါပဲမရည်တွက်နိုင်လောက်အောင်အမျိုးအမည်စုံစွာဒီခန္ဓာမှာဖြစ်ပေါ်ခဲ့တယ်တခုမှအခုမရှိတော့ပြန်ပြီးတော့စဉ်းစားရင်တော့နော်100%လောက်တောင်သိမယ်မှတ်မိမယ်မထင်တော့ပါဘူးတမြန်လေးကဟာမပြောဘူးမနှစ်ကဟာမပြောဘူးမနေ့တုန်းကဟာကိုပဲ100%လောက်မှတ်မိဖို့မလွယ်ဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့မနေ့တုန်းကအနေအထားမျိုးစုံတွေ့ခဲ့တယ်ကြုံခဲ့တယ်ဖြစ်ခဲ့တယ်ဘာမှမရှိတော့နေ့လေတုန်းကဖြစ်ခဲ့တာတွေဘာမှမရှိတော့တဖြည်းဖြည်းနဲ့အလွန်နီးကပ်တဲ့အတိတ်ဆိုတာလေးကိုစိတ်ဝင်စားကြည့်စမ်းနော်အတိတ်ဆိုတာဟိုးအလွန်ဝေးတဲ့ဖြစ်ခဲ့တဲ့ကာလကအနေအထားပေါ်မှာအတိတ်လို့ပြောတာမဟုတ်အခုအလွန်နီးကပ်တဲ့သောသောကသီလယူတော့ကအနေအထားလေးတွေခုပါရှိသေးတယ်မရှိတော့ဘယ်တော့မှပြန်ပြီးတော့မတွေ့နိုင်တော့ဘူးလုံးဝပျောက်ကွယ်သွားပြီမရှိတော့ဟုတ်လားခုပြောနေရင်းနဲ့ပဲဦးဇင်းတို့မရှိတော့ဘူးဆိုတာကိုပဲမရှိတော့အလွန်နီးကပ်တဲ့အတိတ်ခုရင်လေးဖြစ်ခဲ့တယ်ဒါပေမဲ့အခုတော့အဲ့ဒါမရှိတော့အခုဟာကအခုအသစ်သဘာဝနဲ့ဆက်ပြီးတော့ဖြစ်နေတယ်ဒါကြောင့်ဘဝသည်အချိန်တိုင်းမှာအသစ်ဖြစ်နေဟုတ်ရဲ့လားဖြစ်ခဲ့တာတွေအကုန်လုံးဒီဘာမှမရှိတော့အဲ့ဒါဘာလဲလို့မေးရင်အနေစာအဲ့ဒီမတည်မြဲဘူးဆိုတဲ့သဘာဝကိုအမှတ်ရရမယ်လက်တာကိုခေါ်တော့အနေစာသိညာအဲ့ဒီအနေစာသိညာကိုပွားများမယ်ဆိုရင်လည်းပဲမဟာဗလာဟောတိမဟာနိတန်တာအလွန်အကျိုးကြီးမားတယ်အမတောကတအမတပရိယောတာနိဗ္ဗာန်ချမ်းသာနဲ့အဆုံးရှိတဲ့နိဗ္ဗာန်ချမ်းသာကိုရစေမယ်ဘယ်နှပါးရှိသွားပြီ5ပါးနောက်6ခုမြောက်တင်ညာကဘာလဲဆိုတော့အနိစ္စဒုက္ခတင်ညာမတည်မြဲမှု၌ဆင်းရဲတယ်ဆိုတဲ့အမှတ်ဟုတ်လားဒီမတည်မြဲမှုဆိုတာကစောစောကပြောခဲ့တဲ့ဖြစ်ပေါ်လာတဲ့အနေအထားမျိုးစုံကိုဆိုလိုတာပါပဲစာလုပီလိုပြောရရင်တော့မတည်မြဲမှုဆိုတာဒီခန္ဓာကိုပြောတာနော်အနိစ္စဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာအဲ့တော့အနိစ္စ၌ဆင်းရဲတယ်လို့မှတ်သားရမယ်ဆိုတာကဒီခန္ဓာဟာဆင်းရဲတယ်လို့မှတ်သားခိုင်းတာနဲ့အတူတူပါပဲနော်မမြဲသောအနိစ္စမမြဲသောခန္ဓာ၌ဒုက္ခဆင်းရဲတယ်ဆိုတော့တင်ညာအမှတ်တိတိကျကျဘာသာပြန်ရရင်ဟုတ်လားအဲ့ဒါပို့ပြီးတော့ခြုံပြီးတော့ပြောရမယ်ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးဟာဆင်းရဲတယ်ဆိုတဲ့မှန်ကန်တဲ့အမှတ်အသားရှိရမယ်အဲ့ဒီအမှတ်အသားကိုဘာလို့ရမလို့ဟောများရတော့ဒီနေရာမှာဦးဇင်းတို့အနိစ္စဆိုတာလေးကဘာလို့ထည့်ထားတာတော့စဉ်းစားကြရရှိတကယ်ဆင်းရဲမှုကိုသိဖို့ဆိုတာကဒီအနိစ္စကိုမမြင်မဲနဲ့မရနော်ဆိုရမှာဆိုဒကာမတို့ဦးဇင်းတို့အခုတမ္မာအဖြစ်ဆင်းရဲကိုသိကြတယ်ဆိုတာကတမ်းပြီးခိုင်းပြီးလို့တော့၎င်းယောဂဘေးရနှိမ့်ဆက်လို့တော့၎င်းခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှင်မပြေမှုတစ်ခုခုဖြစ်လာရင်ဩဆင်းရဲတယ်တချို့ဆိုအော်ရတယ်ဟေ့ရတယ်ငိုရတယ်ယူရတယ်တကယ်ယောဂပြင်းထန်လာပြီဆိုရင်ဆင်းရဲဘူးလားဆင်းရဲတယ်ဒါကိုယ့်ရဲ့စိတ်ထဲမှာတစုံတစ်ခုသောအကြောင်းကြောင့်အလိုမကျမှုဖြစ်ပြီးတော့စိတ်ထဲမှာအယံပူလောင်ရတာဆင်းရဲရတယ်ရောမရှိဘူးလားရှိတယ်အဲ့ဒီဆင်းရဲမှုတွေကိုသာလေရည်ရွယ်ပြီးတော့ဒုက္ခလို့ပြောတာမဟုတ်အဲ့ဒါတွေကအလွန်သိတာထင်ရှားတဲ့ဒုက္ခသဘောခုပြောနေတဲ့ဒုက္ခဆိုတာကအဲ့ဒီဆင်းရဲတဲ့သဘောတွေမဟုတ်တော့လည်းပဲချမ်းသာပါတယ်လို့လူအများသတ်မှတ်ထားတဲ့အစဉ်ပြေမှုမျိုးစုံဒုက္ခမျိုးစုံဒါတွေဖြစ်လည်းပဲအဲ့ဒါတွေဟာမတည်မြဲတဲ့အတွက်ကြောင့်အကောင်းမဟုတ်ဘူးလို့တဲ့ပြောရရင်
နော်ဒုက္ခနဲ့ဒုက္ခရဲ့နောက်ွယ်မှာရှိတဲ့အနိစ္စဆိုတဲ့တူညီမှုကိုမြင်တာသဘောပေါက်လားဗျနော်အပေါ်ယံကြည့်ရင်တော့ဦးဇင်းတို့ဒုက္ခနဲ့ဒုက္ခကအလွန်ကွဲပြားခြားနားနေဒုက္ခကအယံမဲ့မောကြကောင်းပြီးတော့ဒုက္ခကအယံဆက်ဆုပ်เสียကောင်းနေတယ်ဒါပေမဲ့အဲ့ဒီအယံကွဲပြားခြားနားနေတဲ့ဒီဒုက္ခနဲ့ဒုက္ခမှာဘာရှိနေလဲမတည်မြဲမှုဆိုတဲ့အနိစ္စကတူညီစွာရှိနေတယ်အဲ့ဒီအနိစ္စကိုမြင်တဲ့အခါကျတော့ဩဒုက္ခလည်းဒုက္ခပဲဒုက္ခလည်းဒုက္ခပဲဒါပြောတာနော်ဒါကြောင့်ဒုက္ခကိုတကယ်မြင်ဖို့ဆိုလို့ရှိရင်ဘာကိုမြင်ရမလဲအနိစ္စကိုမြင်ရမယ်တော့လက္ခဏာရေးသုံးပါးထဲမှာဝိပဿနာဉာဏ်မှာအနိစ္စကိုမြင်ဖို့တည်အလွန်တရာမှအဓိကကျနောက်အနိစ္စကိုမြင်မှသာနဲ့ဒုက္ခကိုမြင်နိုင်တယ်ဘာဖြစ်လို့မှအကောင်းမဟုတ်ဘူးဆိုတဲ့အမြင်ပေါ့ဘာဖြစ်လို့အကောင်းမဟုတ်ဘူးလို့ပြောတာတော့မတည်မြဲလို့ထိန်လို့သိလို့မရဘူးဆုပ်လို့ကိုင်းလို့မရဘူးအကုန်လုံးကိုဆုံးရှုံးရတယ်အကုန်လုံးကိုလက်လွတ်လိုက်ရတယ်ဘယ်ရာကိုမှတရားဓမ္မတို့ဥရှင်တို့ထိမ့်သိမ့်ထားလို့မရအောင်ဟုတ်လားအဲ့လိုမျိုးအနိစ္စကိုမြင်လာလို့ဘဝတည်မကောင်းဘူးဆင်းရဲခြင်းတရားများတာဖြစ်တယ်လို့သိလာပြီဆိုရင်ဒါဒုက္ခလက္ခဏာကိုသိတယ်အဲ့ဒီအတိအဲ့ဒီအမှတ်ဟုတ်လားဒုက္ခလက္ခဏာကိုသိတဲ့နော်ဉာဏ်ပညာခေါင်းဆောင်တဲ့ဒီပညာကိုဘာလို့ပွားများရနော်အဲ့ဒါဆိုလို့ရှိရင်သူအလွန်တရာမှာအကျိုးကျေးဇူးများဘလို့အကျိုးကျေးဇူးများမလဲဆိုတာကိုပြီးရင်ပြောမယ်နော်ဒီနေ့တရားကနည်းနည်းများရှိလိမ့်မလားမသိဘူးတော့နောက်ဆုံးဦးဇင်းတို့ခုနှစ်ခုမြောက်တင်ညာနောက်ခုနှစ်ခုမြောက်တင်ညာကဘာလဲတော့ဒုက္ခိအနတ္တတင်ညာဆင်းရဲမှု၌အစိုးမရဘူးလို့သိတဲ့မှတ်သားထားတဲ့တင်ညာနော်အနိစ္စဒုက္ခတင်ညာဒုက္ခိအနတ္တတင်ညာဒီလိုလေးသွားတယ်နော်အနိစ္စဒုက္ခအနတ္တအနိစ္စတင်ညာအနိစ္စဒုက္ခတင်ညာဒုက္ခိအနတ္တတင်ညာအနတ္တဆိုတာကသောတော်ကပြောခဲ့တဲ့အနိစ္စနဲ့ဒုက္ခကိုကျွမ်းကျင်လာတဲ့အခါမှာအနတ္တကိုအပြည့်ပြည့်သဘောပေါက်လာဒီမတည်မြဲတာကြီးကိုလည်းတည်မြဲအောင်လုပ်လို့မရကိုဘယ်လောက်ပဲတည်မြဲခြင်းလုပ်လို့မရဒါကသူ့တဘာဝအတိုင်းသူ့လမ်းစဉ်သူသွားနေတာဒီအကောင်းမဟုတ်တာကြီးကိုလည်းပဲအကောင်းဟုတ်အောင်လုပ်လို့မရကိုအစိုးရတဲ့သဘောပိုင်နဲ့နိုင်တဲ့သဘောဘာမှမရှိဖြစ်เสียရှင်ဖြစ်လာတယ်ဖြစ်เสียအကြောင်းကုန်ရင်မဖြစ်တော့ဖြစ်လာတဲ့တရားကလည်းပဲရုပ်တရက်ပဲချုပ်ပြောက်သွားတယ်ဒါထိထားလို့လည်းမရဒီဓာတ်သဘာဝတွေဟာသူ့သဘောသူဆောင်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေကြတဲ့သဘာဝတရားတွေအဲ့ဒါလိုမြင်လာတဲ့အခါမှာငါသူပုဂ္ဂိုလ်တ attva ဆိုတဲ့အစွဲတွေညှို့နေပြီးတော့သဘာဝတရားတွေဖြစ်ပေါ်နေကြတာလို့သိလာအဲ့ဒီမှာအစိုးမရတဲ့သဘောမပိုင်မနိုင်တဲ့သဘောသူ့သဘောသူဆောင်နေတဲ့သဘောတွေကိုထိုက်တလောက်နားလည်လာတယ်အဲ့ဒါကိုဘာခေါ်မလို့အနတ္တလက္ခဏာကိုထိုက်တလောက်သဘောပေါက်လာတယ်ဟုတ်လားအဲ့ဒီအနတ္တကိုသဘောပေါက်တဲ့အမှတ်တင်ညာနော်နားလည်တဲ့ပညာအခြေခံတဲ့အနတ္တတင်ညာဒုက္ခိအနတ္တတင်ညာအဲ့ဒါကိုဘာလို့ရမလို့ပွားများရမယ်ဒါတွေဟာဒီတင်ညာတွေကိုရဖို့ဆိုလို့ရှိရင်ဘာကိုအခြေခံရမှာလဲဆိုတာတော့မမေ့နဲ့နော်တတိကိုအခြေခံရမယ်နော်တတိရှိမှမမှန်ကန်ကန်သိတာနေစာကိုလည်းသိနိုင်တယ်ဒုက္ခကိုလည်းသိနိုင်တယ်အနတ္တကိုလည်းသိနိုင်အဲ့တော့ဘိဓပေါင်းသူတော်ကောင်းတို့ဒီတင်ညာ9ပါးသည်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်နိဗ္ဗာန်လည်းအဆုံးရှိတယ်လို့ဆိုသောကြောင့်နိဗ္ဗာန်ပို့မဲ့တင်ညာများလို့ဦးဇင်းတို့ကတရားကောင်းစဉ်လေးပေးလိုက်တာဟုတ်လားခုဆက်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီတင်ညာ9ပါးရဲ့တစ်ခုချင်းစီရဲ့စွမ်းရည်တတ္တိကိုပြောကြပါစို့မြတ်စွာဘုရားကတော့အဲ့ဒီအသုံးနှုန်းလေးနဲ့ဟောထားတာတော့မဟုတ်ပါဘူးတင်ညာတစ်ပါးစီမှာဒီတင်ညာကိုပွားများလို့ဒီလိုအကျိုးကျေးဇူးကိုမရသေးဘူးဆိုရင်ဒီတင်ညာကိုထိရောက်အောင်ငါမပွားများရသေးဘူးလို့အမှန်ကန်နားလည်ရမယ်တဲ့ဒီတင်ညာကိုပွားများလို့ဒီလိုအကျိုးကျေးဇူးကိုရပြီဆိုရင်တော့ငါဒီတင်ညာကိုထိရောက်အောင်ပွားများပြီးထားပြီလို့ကိုယ့်ကိုယ်နားလည်ရမယ်ဆိုလိုတာကကိုယ့်ကိုယ်ကိုပြန်ပြီးတော့တရားစစ်တဲ့သဘောလို့အကြံဉာဏ်လည်းပြောလို့ရစိတ်ဝင်စားတယ်မကောင်းဘူးလားဟုတ်နော်တင်ညာဘယ်နှမျိုးတော့9မျိုးအဲ့ဒါလေးကိုဦးဇင်းကစပြီးတော့တွေ့ရရင်ဒီတုတ်တန်လေးကိုအရန်သဘောကျတယ်ဩဟုတ်လိုက်တာလို့စိတ်ထဲမှာခံစားရတယ်နောက်ကိုယ်တိုင်ဒီတင်ညာတွေကိုပွားများထားလို့ပြောတာမဟုတ်ဘူးနော်ပရိယတ္တိရဲ့အရာလားစာပေရဲ့အရာလားတော့ဒေသနာရဲ့အရာလားဒါကိုပဲဦးဇင်းတို့ကခံစားသိချင်တာပါရှင်းဆက်ပြီးတော့ဒီဒေသနာမှာညွှန်ကြားတဲ့အတိုင်းလုံနိုင်မယ်ဆိုရင်တော့အတိုင်းအထက်အလွန်ဒါဝမ်းသာစရာပါပဲဟုတ်ရဲ့လားအဲ့ဒီထိတက်နှမ်းသွားနိုင်မယ်ဆိုရင်တော့ဒါဦးဇင်းတို့ကတော့နော်အလွန်ဒါဝမ်းသာစရာကောင်းတဲ့ကိစ္စနားလည်ထားတယ်နော်အဲ့ဒါဦးဇင်းတို့သင်ညာ9ပါးရဲ့တစ်ပါးချင်းစီရဲ့ပွားများရင်ဖြစ်ပေါ်လာမယ့်အနေအထားပေါ့ဒီဒီချာချာမှတ်သားရမယ်နော်ခပ်ပေါ်ပေါ်နဲ့ကောင်းတဲ့ရောင်မဲ့တရားတော့မဟုတ်ဟုတ်လား
ဇလန်တစ်ပုဒ်ကိုနားထောင်ရတယ်လို့အလို့လို့ခေါင်းနဲ့စီးဝင်ပြီးတော့တိသွားတာမျိုးတော့ဖြစ်မှာမဟုတ်နည်းနည်းတော့အာယုံကိုဆိုင်ရအဲ့တော့နံပါတ်1အတုပတင်ညာအဲ့ဒီအတုပတင်ညာကိုပွားများမယ်ဆိုလို့ရှိရင်တဲ့မေထုနဓမ္မမေထုံတရားရဲ့အပေါ်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တွေတွန့်ဆုတ်သွားမယ်တဲ့ဥပိ္ပခာပြုမယ်လစ်လျူရှုမယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကအဲ့ဒီမမြတ်သောအကျင့်မှာလုံးဝတွန့်ဆုတ်သွားစိတ်မဝင်စားအောင်အဲ့ဒါမြတ်စွာဘုရားကစိတ်ရဲ့မေထုံတရားရဲ့ပုံမှာတွန့်ဆုတ်သွားပုံကိုဘယ်လိုဥမာပေးတုံးဆိုတော့ကြက်တောင်တစ်ခုပေါ့နော်ကြက်ရဲ့ကြက်မွေးပေါ့နော်အဲ့ဒီကြက်တောင်ကိုမီးထဲကိုပြစ်ချလိုက်မှဆိုအဲ့ဒီကြက်တောင်လေးဟာတွန့်လိန်သွားဟုတ်လားပြီးတော့တော်တယောက်ယောက်ရဲ့တူးရဲ့တကောင်ကောင်ရဲ့အကျော်တုံးလေးတစ်ခုအဲ့ဒီအကျော်တုံးလေးကိုမီးထဲချလိုက်မယ်အပူထဲချလိုက်မှဆိုတွန့်လိန်ကောက်ကွေးပြီးတော့ဟုတ်လားအဲ့ဒါနဲ့ဥမာပေးစိတ်ကအဲ့ဒီမမြတ်သောအကျင့်ရဲ့ပုံမှာတွန့်ဆုတ်သွားတယ်ဆက်ဆုတ်သွားတယ်အဲ့ဒါကိုစိတ်ဝင်စားအဲ့ဒီလိုဖြစ်သလားမဖြစ်ဘူးလားဆိုတာဒီအတုပတင်ညာကိုဟာဘယ်အတိုင်းတာထိပွားထားတယ်လဲပွားမထားဘူးလဲဆိုတာရဲ့အဖြစ်အဲ့ဒီလိုဖြစ်တယ်ဆိုလို့ရှိရင်ကိုဒီအတုပကိုအတုပတင်ညာကိုပွားများထားတယ်လို့နားလည်ရမေးတယ်အဲ့ဒါလို့မဖြစ်သေးဘူးဆိုလို့ရှိရင်တော့ငါဒီအတုပတင်ညာကိုထိရောက်အောင်မပွားများရသေးဘူးလို့ကိုမှန်မှန်ကန်ကန်သိရမယ်တပိသပေါင်းတော်ဒါတပါးပြီးသွားပြီနော်အတုပတင်ညာသည်မမြတ်သောအကျင့်ကိုတွန့်ဆုတ်စေတယ်နောက်ပါတင်ညာမရဏတင်ညာမရဏတင်ညာဆိုတဲ့တင်ခြင်းကိုအမှတ်ရတဲ့ဒီတင်ညာကိုပွားများမယ်ဆိုရင်တော့ဘာဖြစ်လာတော့ဇီဝိတေနိကန္တိရှင်သန်ခြင်းကိုမမောတဲ့လောဘဒါကမှတို့အရှင်တော်မှာရှိလူငယ်တွေနားလည်အောင်ရှင်းရှင်းပြောရမယ်ဆိုရင်တော့နေရတဲ့အနေထားလေးကိုตาရနေတာဟုတ်လားရှင်သန်ခြင်းကိုမမောတဲ့လောဘတွေ့တာကကြီးတဲ့သဘောအဲ့ဒီလောဘရဲ့အပေါ်မှာဒီစိတ်ဟာတွန့်သွားတယ်တဲ့။ဒီစိတ်ဟာလစ်လျူရှုသွားတယ်။ဥပြီးတော့နားလည်အောင်ပြောရရင်တော့ရှင်သန်ခြင်းကိုမမောတဲ့လောဘကိုတွန့်ဆုတ်သွားတယ်။ရှင်သန်ခြင်းရဲ့အပေါ်မှာအယံကြီးမမောတဲ့သဘောမရှိဘူးလို့ဒီလိုအကြံဉာဏ်နားလည်ရအောင်။သေဆုံးခြင်းကိုစဉ်းစားတာနဲ့ရှင်သန်ခြင်းရဲ့တန်ဖိုးမရှိပုံမှာပေါ်လို့ကြီးပေါ်လာတာ။ဘယ်နဲ့ကြောင့်ပေါ်လာရသလဲလို့စဉ်းစားရင်ဒီရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတာကတစ်ချက်တည်းပဲလေအရှင်သန်ခြင်းဆိုတာကသေဆုံးခြင်းဖြင့်အဆုံးသတ်ရမှာမသေဆုံးတော့ဘူးဆိုရင်တော့ရှင်သန်ခြင်းကတန်ဖိုးဖြတ်လို့မရဘူးပေါ့ဟုတ်လားဆိုရပါစို့ပစ္စည်းတစ်ခုဒါလုံငယ်တွေနားလည်အောင်လွယ်လွယ်ပြောမယ်အခုလက်ထက်ရောက်တာနဲ့နောက်လျှောက်ပြစ်မယ်ဆိုရင်တော့သူဘာပစ္စည်းကြီးဖြစ်နေတယ်ဘာမှကောင်းတယ်လို့ပြောလို့မရဘာဖြစ်လို့လဲလက်ထက်ရောက်တော့လျှောက်ပြစ်မှာတော့ဆိုင်သွားပြီးတော့ပစ္စည်းတစ်ခုဝယ်တယ်အမင်းလက်ထက်ရောက်ရင်တော့ပြစ်မှာပဲကွာဒါဆိုရင်တော့ကိုဟာဒီပစ္စည်းကိုသိကြတယ်မဝယ်ခဲ့တော့ဒါကြောင့်အခုပစ္စည်းတစ်ခုဝယ်ပြီးဆိုရင်ဗါတယ်တော့ဝရန်တီတဲ့ဟုတ်လားအာမခံပေးတယ်နော်အာမခံနှစ်တန်းကြာလေးပစ္စည်းကတန်ဖိုးရှိလေတယ်ဟုတ်လားအဲ့တော့သေဆုံးခြင်းကိုစဉ်းစားတဲ့ပုဂ္ဂိုလ်ဒီခန္ဓာကိုယ်ဟာဝရန်တီတက်လို့မရဘူးဆိုတာကိုသူသိဘယ်လောက်ခိုင်မယ်လို့လဲပြောလို့လည်းမရဘူးပြီးတော့သိကြတာကသိကြဖို့ပစ္စည်းမယ်ဆိုတဲ့အနေအထားဘယ်လောက်ပဲခိုင်နှစ်တရားထက်ပိုနည်းနည်းဒါပဲပြီးရင်ပြီးသွားတော့ခုလောလောဆယ်ကိုအရေးကြီးနေတာတွေကိုစိတ်ထဲမှာနော်အလွန်တရာတန်ဖိုးထားနေတာတွေဘာတွေပဲပြောပြီးခဲ့တယ်သူဘာကြီးပဲဖြစ်ခဲ့ပြီးသွားတာဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မရဏတင်ညာကိုပွားများမယ်ဆိုလို့ရှိရင်ရှင်သန်ခြင်းကိုမမောတဲ့တဏှာလောဘရဲ့ပုံမှာဒီစိတ်ဟာတွန့်ဆုတ်သွားတယ်လစ်လျူရှုသွားတယ်အဲ့ဒါလိုဖြစ်လာပြီဆိုရင်ငါဒီသေဆုံးခြင်းကိုပွားများတဲ့မရဏတင်ညာကိုထိရောက်အောင်ပွားများထားတယ်အဲ့ဒါလိုမဖြစ်သေးဘူးဆိုရင်တော့ထိရောက်အောင်ပွားများမထားဘူးလို့ကိုယ့်ကိုယ်သဘောပေါက်ရမယ်ဘယ်နှချက်ရှိသွားလဲ2ချက်ရှိသွားပြီနော်နောက်တတိယတင်ညာကအာဟာရေပฏิကူလတင်ညာစားတောင်းနေတဲ့အစာအာဟာရရဲ့အမှန်တဘာဝဖြစ်တဲ့ညွှန်ရှားဆက်စုပ်ဖွယ်အနေအထားတော့ဒါကိုစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာယတ္တတဏ္ဍာနေသွားမယ်တဲ့ရိုးလေးသူ့ကြတော့နားလည်ဖို့လွယ်သွားတယ်အစာအာဟာရရဲ့ပုံမှာမမောတဲ့လောဘနော်ဒါကလည်းပဲတချို့ဆိုရင်အလွန်ပြင်းထန်တာကိုတွေ့ရတယ်နော်အစာတော့နဲ့ပတ်သက်လာရင်တချို့သီးမခံနိုင်ဟုတ်လားသမင်းစားတဲ့ဘွဲရောက်လာပြီဆိုရင်ကိုကြိုက်တဲ့ဟင်းမပါတော့ဘူးဆိုရင်မျက်နှာကတစ်ခါတည်းမှောင်ကျသွားတော့အလိုမကျတော့ကြီးကျယ်တဲ့နော်ဆွဲလန်းတက်မဲ့မှုဆိုတာဒီယတ္တတဏ္ဍာနဲ့ပတ်သက်ပြီးတော့ဒကာမတို့ဦးဇင်းတို့ပုထုဇဉ်တွေမှာမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်အာဟာရပฏิကူလတင်ညာကိုထိရောက်အောင်ပွားများခြင်းရှိမရှိဆိုတာကိုယတ္တတဏ္ဍာနေပါသွားခြင်းရှိမရှိဆိုတာကိုကြည့်ပြီးတော့တ
သိရမယ်ယတတနာမနေပါဘူးစားခြင်းတောက်ခြင်းစိတ်တွေကရံပြင်းထန်နေတယ်ဒီနေရာမှာခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းတာကတခဏစိတ်ရဲ့အလိုကိုလိုက်တာကတခဏဟုတ်တယ်မဟုတ်လားခန္ဓာကိုယ်ကတော့ဘာပဲထည့်ပေးလိုက်ဝါသွားရင်သူကတော့ပြီးပြီပဲလေဒါပေမဲ့စိတ်ကတော့ဘာတော့ဘလို့ရတာလေးမှာဘာလေးနဲ့တွဲဖက်ပြီးတော့စားလိုက်ရမှာဒီယတတနာကတော်တော်ဆိုးတယ်ကြီးလာတော့တဖြည်းဖြည်းနဲ့စဉ်းစားမိတယ်ဒီစားတော့တဲ့ကိစ္စကဒီရှာရဲ့ကိစ္စကရတာယုံတစ်ခုလေးနေမဟုတ်ယူပါယုံကလည်းကောင်းအောင်မှာတော့ပေါက်လာဦးရင်ပြောတာကိုစားမဲ့အစားအာဟာရကအယောင်အဆင်းလေးကလည်းကောင်းအောင်မှာနော်အယောင်အဆင်းကြီးကဖြူဖက်ဖြူရတဲ့ဟာတစ်မျိုးကြီးဖြစ်နေတယ်ဆိုရင်စိတ်ဝင်စားဟုတ်လားပြီးတော့ဘာလို့တော့အနတ်နော်နှာခေါင်းများပိတ်နေလို့ရှိရင်ရတာကသိပ်ပြီးတော့မပေါ်ဟုတ်လားပြီးတော့ဘာလာအောင်မလို့အတွေ့အထိနူးညံ့မဲ့အရာကနူးညံ့မှကျွတ်ရမဲ့အရာကကျွတ်မှရွရမဲ့အရာကရွမှဟောဒါမှတခါလေဟိုတနေ့ကတော့ဦးရှင်လေးတွေကိုပြောတယ်ဒီဇိမ်ဝါပတာရကတော့အရာတာကလွဲလို့သူဘာမှမသိပါဘူးကွာလို့ဒါပေမဲ့ခက်နေတာကဖုထဘာယုံနေရောယူပါယုံနေရောတခါတလေအတန်လေးပါလေးကိုကြားလိုက်အောင်မှဟုတ်လားမပါဘူးလားပါနော်အောစရာကောနော်ဒီယတတနာဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားတွေအများကြီးရှိအဲ့ဒါမြတ်စွာဘုရားကယတတနာနေပါသွားလိမ့်မယ်အာဟာရပရိကူလတင်ညာကိုပွားများရင်ဒီလိုမျိုးပြောထားတယ်ဟုတ်ရဲ့လားဒါကတတိယတင်ညာရဲ့စွမ်းရည်တတိနောက်ဦးဇင်းတို့၄ခုမြောက်ကပါလဲတော့သဗ္ဗလောကေအနာပိရတတင်ညာလောကကြီးဒီပျော်မွေ့ပေရာမဟုတ်ဆိုတဲ့မှန်ကန်စွာအမှတ်ရတဲ့တင်ညာအဲ့ဒီတင်ညာကိုပွားများရင်ဘာဖြစ်လာလောကစိတ်တရေတုလောကကြီးရဲ့စမ်းကြယ်မှုတွေရဲ့အပေါ်မှာစိတ်ဟာတွန့်ဆုတ်တယ်ဒါကလည်းအလွန်ပြောစရာပါလောကကြီးမှာအသေးစမ်းတွေအံ့ဩစရာတွေအများကြီးရှိတယ်လို့ဒီကဓမ္မတို့ဦးချင်းတို့ကိုမမြင်ဘူးတာလေးမြင်ရတယ်ကိုမကြားဘူးတာလေးကြားရတယ်ဟုတ်လားစိတ်ထဲမှာအလွန်အံ့ဩစရာကောင်းတဲ့ကိစ္စတွေကျုံလာပြီဆိုရင်တော့အကြီးကြီးအံ့ဩပြကြတာတွေမရှိဘူးလားရှိတယ်အဲ့ဒါသဗ္ဗလောကိအနာပိတတတင်ညာကိုပွားများထားရင်လောကကြီးမှာအံ့ဩစရာကောင်းတာဘာမှမရှိဘူးလို့သူအဲ့လိုခံစားရလိမ့်မယ်ဘလောက်ပဲစမ်းကြယ်ပါတယ်ပြောတော့ဒါဟာစိတ်ကိုအံ့ဩစေနိုင်လောက်အောင်စမ်းကြယ်တာမျိုးမဟုတ်ဘူးပေါ့ဆိုလိုတာနော်စိတ်ရဲ့အထင်ကြီးမှုတော့ဒီလောကကြီးရဲ့စမ်းကြယ်မှုတွေရဲ့အပေါ်မှာတော့အထင်ကြီးမှုတွေမဖြစ်တော့နေတော့ဒါကလျှော့ပြီးတော့ပြောတာဟုတ်လားဒါကြောင့်ပိဿဘောင်းသူတော်ကောင်းတို့လောကရဲ့စမ်းကြယ်မှုတွေဆိုတာမရှိဘူးမဟုတ်ဒါကလောကရဲ့အကြောင်းကိုကောင်းကောင်းမသိကြသေးတဲ့ပုဂ္ဂိုလ်တွေကိုသာလျှင်အံ့ဩမှုကိုဖြစ်စေလိမ့်မယ်လောကရဲ့အကြောင်းကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်တွေကိုတော့အဲ့ဒါတွေကအံ့ဩစီမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဦးဇင်းကတော့အဲ့လိုနားလေသဘောပေါက်ရတယ်ဒီသုတ်တံကိုဖတ်ကြည့်ဟုတ်လားဒါကြောင့်ပိဿဘောင်းသူတော်ကောင်းတို့အဲ့ဒီတင်ညာကလည်းပဲအရေးမပါဘူးလားအရေးပါတယ်နောက်ဦးဇင်းတို့အနိစ္စတင်ညာခတ်တော်လေးသွားရအောင်နော်အချိန်ကရှိတော့အနိစ္စတင်ညာမတည်မြဲမှုကိုအမှတ်ရမယ်ဆိုရင်ဘာဖြစ်လာလာဘတက္ကာရတိလောကသုံးလုံးပြောလက်ဆိုတာပစ္စည်းဥစ္စာနော်တက္ကာရဆိုတာအပူဇော်ခံရတာအလေးစားခံရတာဂယုဆိုင်ခံရတာဟုတ်လားတိလောကဆိုတာကတော့ကြော်ကြားတာနာမည်ကြီးတာအဲ့ဒီလက်ပူဇော်တက္ကာရတို့ရဲ့အပေါ်မှာလောဘနေသွားမယ်တဲ့နမတိမြဲမှုကိုအမှတ်ရတဲ့တင်ညာရဲ့အစွမ်းကတော်တော်မြတ်လို့စရာကောင်းနော်လာဘတက္ကာရတိလောကရဲ့အပေါ်မှာလိုချင်မမောတဲ့လောဘကိုလျှော့ချနိုင်ပို့ပြီးတော့ရှင်းအောင်ပြောရရင်တော့အနိစ္စကိုမြင်ရင်လောဘနေမယ်လို့ပြောခြင်းအဲ့တော့လောဘတွေကဟိုဟာမြင်ရခြင်းဒီဟာမြင်ရခြင်းဟိုဟာဖြစ်ခြင်းဒီဟာဖြစ်ခြင်းဆိုရင်တော့ဒါအနိစ္စလက္ခဏာကိုကောင်းကောင်းသဘောမပေါက်သေးဘူးတနည်းအားဖြင့်အနိစ္စတင်ညာကိုကောင်းကောင်းမပွားများရသေးဘူးလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဒါကဓမ္မတို့ဦးဇင်းတို့ရကျင်တာကဒီသုံးမျိုးရဲ့ဟိုဘက်မပိုးပါနော်နိဗ္ဗာန်ချမ်းသာကိုရကျင်တာကတော့အဓိပ္ပာယ်တစ်မျိုးပေါ့နော်လောကီလိုကျင်တာကဘာရှိတော့လတ်လာပါရှိမယ်တက္ကာရရှိမယ်တိလောကရှိမယ်တခုရပြီးမှတခုရကျင်တဲ့သဘောလေးတွေလည်းရှိတတ်တယ်လို့ထင်စာဝိနည်းမပြည့်စုံသေးခင်ကစာဝိနည်းပြည့်စုံရင်တော်တော်ကောင်းမှလို့အောင်မေ့တယ်စာဝိနည်းလေးပြည့်စုံလာပြီဆိုတော့မဖြစ်တော့အပူရှံလေးရရင်တော်တော်ကောင်းမေ့လို့အောင်မေ့တယ်စွန့်ပြီးဆောင်းပြီးလေးဖြစ်အကုန်လုံးကစားမကုန်လောက်အောင်ဆက်သက်မကုန်လောက်အောင်စားတော့တွေပြည့်စုံလာပြီအပြည့်စည်းဥစ္စာတွေပြည့်စုံလာပြီဆိုဘာရခြင်းသူများရဲ့လေးစားမှုကိုရခြင်းဟုတ်လားအဲလေးစားမှုကိုယ်ပဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုကိုရပြီဆိုဘာရခြင်းနာမည်ကြီးခြင်းသေးတယ်လောဘကဆုံးကိုမဆုံးဟုတ်လားအဲ့ဒါကိုဘာခေါ်မလို့လာဘတက္ကာရတိလောက
အဲ့ဒီလက်ပူဇော်သက်္ကာရနမကြီးမှုတွေရဲ့အပေါ်မှာမက်မောတဲ့လောဘကိုအနိစ္စတင်ညာသည်ခြေဖြတ်နိုင်အာမှမတည်မြဲဘူးအဲ့ဒါဘာဖြစ်လို့မှမကောင်းဘူးဆိုတာသိတဲ့အတွက်ကြောင့်ဒီလဘလာဘတွေရဲ့အပေါ်မှာမက်မောတဲ့စိတ်နေသွားမယ်ပေါ့ဆိုလိုတာနော်မှတ်သားစရာကောင်းတယ်နော်ဒီကယူမိုင်းပြအေးဒါအနိစ္စတင်ညာရဲ့အစွမ်းနောက်ပြီးတော့ဦးဇင်းတို့ဗါတဲ့တော့အနိရှိဒုက္ခတင်ညာအဲ့ဒါလေးကတော့တရားဘာဝနာအထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်ပြောစရာကောင်းမတည်မြဲမှုမှာဆင်းရဲတယ်လို့မှတ်သားတဲ့ဒီတင်ညာသည်မဖြစ်လာဘူးပွားများရင်မိမိရော့ရော့ပေါ့ပေါ့ဆာဆာအမထုတ်ဖဲနဲ့နေရတဲ့အဖြစ်ကိုကြောက်မဲ့ဖို့ရဘေးကြီးလို့ထင်လာတယ်တဲ့ဟောဒါလေးသေချာမှတ်နော်အဲ့ဒါမြတ်စွာဘုရားကဥပမာနဲ့ဟောတယ်ဒါမနေရှင်းအောင်ဦးဇင်းဒီတုတ်တန်လေးကိုအသေးချာအချင်းယူပြီးတော့ဖတ်ရတယ်ဘာပြောတော့ဆိုတော့ဓာအလွတ်ကင်ပြီးတော့တန်လျက်ကင်ပြီးတော့ကိုယ့်ကိုခုတ်မယ်လို့မိုးထားတဲ့ရန်သူစက္ကန့်ပိုင်းလေးအတွင်းမှာကိုဟာဒီဓာခုတ်တာကိုခံရတော့ရှောင်လို့မရတိတ်လို့မရဘူးဓာနဲ့ကိုယ့်ကိုခုတ်ဖြတ်တော့မယ်ဆိုပြီးတော့ဒေါသတကြီးနဲ့ကိုယ့်ကိုတတ်မယ်ဆိုပြီးတော့ဓာနဲ့လိုက်ပြီးတော့ဓာနဲ့မိုးနေတဲ့အခိုက်အတန့်လေးမှာဘလို့နေမလို့အလွန်တုန်လှုပ်မယ်ကြောက်တဲ့သဘောတရားပေါက်ဖြစ်မယ်ဓာအမိုးခံရတယ်အသက်ခံရကနေလူတယောက်ဟုတ်လားဒါကိုသူဘေးကြီးလို့သူစိတ်ထဲမှာဒါတော်တော်ကြောက်စရာကောင်းတဲ့ဘေးပဲခဏနေရင်ခုတ်ခံရတော့ဟုတ်လားအဲ့ဒီလိုမျိုးထင်သလိုကိုစိတ်ထဲမှာကြောက်ရွံ့မှုထိတ်လန့်မှုဖြစ်လာတယ်ဘာကိုကြောက်ရွံ့ထိတ်လန့်တာတော့ဘာကိုကြောက်ရွံ့ထိတ်လန့်တာတော့ဆိုတော့ဦးဇင်းဒီမှာစာလေးတောင်ရေးလာဒါလေးပြောစရာအလွန်ကောင်းအလတ္တယပြင်းကြီးတဲ့သဘောကောသစ္စာနော်ဝိရိယကင်းပြီးတော့ပို့ပြီးတော့ဒီပြင်းကြီးညီးငွေ့နေအလုံးမလုံးချင်ဒီတရားဘာဝနာအလုပ်ကိုမလုံးချင်တဲ့သဘောနော်ပြီးတော့ဦးဇင်းတို့ဝိတ္တထိယနော်လုပ်ငန်းတာဝန်တွေကိုစွန့်လွတ်ထားတဲ့သဘောနော်ပြီးတော့ဦးဇင်းတို့ပမာဒတဲ့မိလျော့နေတဲ့သဘောဟုတ်လားအနန္နုယောဂတဲ့အာမထုတ်လို့တဲ့သဘောအပိစ္ဆဝခဏတဲ့အမှန်တရားတွေကိုမစင်သားမစင်ကျင်ခြင်းတဲ့သဘောနော်အတူတူပြောရရင်တော့ကျင်းပြီးတော့မိမိရော့ရော့ဖြစ်တယ်လို့နေတဲ့အနေအထားအဲ့ဒီအနေအထားကြီးကိုကြောက်လာတာတဲ့ဒီမှာကိုလည်းကြောက်တာမဟုတ်ဒုက္ခတွေရောက်မှာကိုကြောက်တာလည်းမဟုတ်ဘာကိုကြောက်တာဝရိယမရှိဘဲနဲ့မိမိရော့ရော့နေရမယ့်အနေအထားကိုကြောက်လာဒါကဦးဇင်းတို့ထိရောက်အောင်ပြောထားတာတကယ်တမ်းကြောက်တာကတော့ဒုက္ခတွေကိုကြောက်တာသို့တော့ဝရိယမရှိဘူးမိမိရော့ရော့နေမယ်ဆိုရင်အဲ့ဒီကြောက်တဲ့ဒုက္ခတွေကမလွန်နိုင်တော့ဒုက္ခကိုကြောက်တယ်ဆိုတာထက်မေ့နေရတာကိုပို့ပြီးတော့သူကြောက်လာမေ့ခြင်းဒီဒုက္ခရောက်ခြင်းရဲ့အကြောင်းဖြစ်နေတာကိုသူကောင်းကောင်းနားလည်လာဝရိယမရှိခြင်းဒီဒုက္ခကနေပြီးတော့မလွတ်မြောက်ခြင်းရဲ့အကြောင်းဖြစ်နေတယ်ဆိုတော့ကောင်းကောင်းနားလည်တယ်ဒါကြောင့်အနိစ္စဒုက္ခတင်ညာကိုပွားများလို့ရှိရင်ဝရိယမရှိဘဲနဲ့နေရတဲ့အနေအထားမေ့လျော့ပြီးတော့နေရတဲ့အနေအထားကိုအလွန်ကြောက်လာတယ်တဲ့အဲ့ဒီအခြေအနေရောက်ဖို့ကတော့အဝေးကြီးလိုသေးတယ်ဟုတ်လားနော်တရားဓမ္မတွေရောက်ဦးချင်းတို့ရောက်ပါတော့အဝေးကြီးလိုလေးဘာကိုကြောက်တာမေ့နေရတာကိုကြောက်တာဝရိယမရှိဘဲနဲ့နေရတာကိုကြောက်တာဒါကဘာကိုပွားများလာမှအဲ့ဒီအမြင်မျိုးရနိုင်အနိစ္စဒုက္ခတင်ညာကိုပွားများလာမှအဲ့ဒီအမြင်ကိုရနိုင်ဒုက္ခလို့သူကအမြဲတမ်းထင်လာတယ်ဒုက္ခလို့ထင်လာပြီဆိုရင်တော့ဒီဒုက္ခကလွတ်ဖို့အတွက်သူကမကြိုးစားဘဲနဲ့မရနိုင်အဲ့တော့မကြိုးစားတဲ့အခါတိုင်းကိုငါဒီဒုက္ခရောက်အောင်လုပ်နေတာဒုက္ခရောက်အောင်လုပ်နေတာအဲ့တော့သူကဘာကိုပဲကြောက်เสียလို့မြင်လာတော့ဆိုတော့မကြိုးစားတဲ့အဖြစ်မေ့တဲ့အဖြစ်ကိုပဲကြောက်เสียလို့မြင်လာတာဘယ်လောက်ထိကြောက်တာလဲလို့ဒါအမှုခံရတဲ့လူတယောက်ရဲ့ကြောက်ခြင်းမျိုးလို့ကြောက်လာတယ်တဲ့သဘောကျစရာမကောင်းဘူးလားဟောမြတ်စွာဘုရားဟောထားတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်အောင်တို့ပရိယတ္တိရဲ့အရာသာဆိုတာအဲ့ဒါဟုတ်ရလားအေးဒါကြောင့်အနိစ္စဒုက္ခတင်ညာကိုပွားများရင်မေ့လျော့ခြင်းဝိရိယမရှိခြင်းပြင်းကြီးပြီးတော့ဖြစ်သလိုနေခြင်းတွေကိုကြောက်ရွံ့လာတယ်ထိတ်လန့်လာတယ်ဘေးကြီးလို့နားလည်လာတယ်အဲ့လိုမဖြစ်သေးဘူးဆိုရင်တော့အဲ့ဒီတင်ညာကိုကိုယ်ဟာကောင်းကောင်းမပွားများရသေးဘူး။အဲနောက်ဆုံးခုနှစ်ခုမြောက်တင်ညာဒုက္ခိအနတ္တတင်ညာအဲ့ဒီတင်ညာကိုပွားများမယ်ဆိုရင်တော့ဘာတွေဖြစ်လာမလို့ဘာတွေရလာမလို့နော်မိမိရဲ့အသက်ရှိပါတယ်လို့ဆိုတဲ့နော်ဝိညာဉ်နဲ့တကွဖြစ်တဲ့ဒီခန္ဓာကိုနော်ဣမတမေသဝိညာဏကိနော်ဝိညာဉ်နဲ့တကွဖြစ်သောဒီခန္ဓာကိုဟုတ်လားဒီခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာပြီးတော့ဦးဇင်းတို့ဗဟိတေနိမိတ်တွေလို့ပြင်ဘက်မှာရှိတဲ့အာယုန်တွေပြင်ဘက်မှာဘာတွေရှိအာယုန်တွေရှိတယ်နော်ဒီခန္ဓာကိုယ်နဲ့တကွအာယုန်တွေဒီသင်္ခါရတရားတွေပါပဲအတမျိုးပြောတာပေါ့မြတ်စွာဘုရား
Eri di kana gune de kwa do ayuni ye apoma ahinkara maminkara nga lu mat chin ne achin nga usa lu mat chin ne achin no mana pakadan no nga daga lu thong hlwa de mana eda di aကုန်long kin kwa de no dukhi anatta panya ko pwa mya lo shi yin athat wိညာဉ်နဲ့တကွဖြစ်သောဤခန္ဓာကိုပြင်းမဲ့မှရှိတဲ့အာယုန်နမိတ်ဒါတွေအားလုံးရဲ့အပေါ်မှာငါလို့ဆွဲယူတဲ့မှတ်ခြင်းတဲ့အခြင်းငါဥစ္စာလို့ဆွဲယူမှတ်ခြင်းတဲ့အခြင်းနော်မာနဖြင့်ငါတကားလို့ထောင်လာတဲ့သဘောတဏမာနဒိဋ္ဌိနော်ဒီပပိစ္ဆတရားသုံးပါးကနေလွတ်ကင်းပြီးတော့တန်တတယ်ငြိမ်းချမ်းတယ်သူဝိမု ക്ത ကောင်းစွာလွတ်မြောက်မယ်တဲ့ဟောအဲ့ဒီကြတော့ချမ်းသာတဲ့ချမ်းသာမှကိုဥတည်သွားတယ်သူကတော့အစစ်အမြင့်ဆုံးတင်ညာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီတင်ညာကိုသာပွားများနိုင်မယ်ဆိုလို့ရှိရင်တော့ငါလို့ထင်တဲ့အထင်ငါဥစ္စာလို့ထင်တဲ့အထင်ဒါတွေကင်းကွာပြီးတော့စိတ်ဟာကိလေသာကနေလွတ်မြောက်ပြီးတော့ငြိမ်းချမ်းမှုအပြည့်အဝကိုရမယ်ဟုတ်ရလားအဲ့ဒါမရသေးဘူးဆိုရင်ဒီတင်ညာကိုကိုဟာပိုင်နိုင်မပွားများရသေးဘူးလို့နားလည်ကြရမှာအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောခြင်းတဲ့တင်ညာ9မျိုးရဲ့တစ်ခုချင်းစီရဲ့ထူးခြားတဲ့စွမ်းရည်တတ္တိဆိုအဲ့ဒါပါပဲဒါအတူတူလေးပြောပြတယ်နော်အဲ့ဒါဦးဇင်းတို့အာသုဘတင်ညာကိုပွားများမယ်ဆိုရင်မိထုဏဓမ္မရဲ့အပေါ်မမြတ်သောအကျင့်ရဲ့အပေါ်မှာတွန့်ဆုတ်တဲ့သဘောဒီစိတ်မှာဖြစ်လာမယ်မရဏတင်ညာကိုပွားများမယ်ဆိုရင်တော့ရှင်သန်မှုကိုตาယာတဲ့မက်မောတဲ့လောဘရဲ့အပေါ်မှာဒီစိတ်ဟာတွန့်ဆုတ်လာမယ်အာဟာရိပတိကူလတင်ညာကိုပွားများမယ်ဆိုရင်တော့ယတ္တတဏနေပါသွားမယ်ယတ္တတဏရဲ့ပေါ်မှာစိတ်ဟာတွန့်ဆုတ်သွားမယ်ပေါ့နော်စာလို့ပြောရတယ်သဗ္ဗလောကိအနာဘိဒတတင်ညာကိုပွားများမယ်ဆိုရင်တော့လောကကြီးရဲ့စမ်းကြင်မှုတွေရဲ့အပေါ်မှာစိတ်ဟာတွန့်ဆုတ်သွားတယ်သူဘာတွေပဲဖြစ်နေတယ်ဟုတ်လားပြီးတော့အနိစ္စတင်ညာကိုပွားများမယ်ဆိုရင်တော့လာဘတက္ကာရတိလောကရဲ့ပုံမှာတွေ့တာမမောတဲ့လောဘဓာတ်တွေနေပါသွားမယ်ဟုတ်လားအနိစ္စဒုက္ခတင်ညာကိုပွားများမယ်ဆိုရင်တော့ပြင်းရပြီးတော့မေ့မေ့ရောဖြစ်သလိုနေနေတဲ့အနေအထားကိုကြောက်မက်ဖွယ်ရဘေးကြီးလို့မြင်လာမယ်ဒါလုတ်ကင်ပြီးတော့ကိုယ့်ကိုခုတ်မယ်လို့မိုးနေတဲ့အရာရဲ့ပုံမှာဘေးလို့မှတ်တင်တယ်လို့မျိုးလို့ဥပမာပါမှတ်ရမယ်နော်နောက်ဒုက္ခိအနတ္တတင်ညာကိုပွားများမယ်ဆိုရင်တော့နော်ဒီခန္ဓာကိုယ်နဲ့တကွအလုံးစုံသောပြင်မကအာယုန်နမိတ်တွေရဲ့ပုံမှာဒီတိုင်းကြည့်ရင်တော့လူတွေငါနဲ့ခင်တဲ့လူတွေငါမုန်းတဲ့လူတွေငါနဲ့မသိတဲ့လူတွေလို့ကိုယ်ကဒီလိုထင်တာတကယ်ကဘာတွေတော့အာယုန်နေလို့ပြောရင်ကမမှန်ဘူးလားမှန်တယ်နော်အာယုန်နေပေါ့ဟုတ်လားဒီမှာတော့သဗ္ဗနိမိတ်တွေသူဗဟိတ်တွေသူအပြင်ဘက်မှာဖြစ်နေတဲ့အာယုန်တွေအဲ့ဒီအလုံးစုံသောအရာတွေရဲ့ပုံမှာအဟင်္ကာရမမင်္ကာရငါလို့ဆွဲယူတဲ့အမှားငါဥစ္စာလို့ဆွဲယူတဲ့အမှားဟုတ်လားဒါတွေအကုန်လုံးကင်းပြီးတော့စိတ်ဟာကိလေသာကနေလွတ်မြောက်ပြီးတော့ငြိမ်းချမ်းမှုကိုရမယ်လို့ဒီလိုမြတ်စွာဘုရားဟောဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နိဗ္ဗာန်ဘုံမြည်တင်ညာများဆိုပြီးတော့တရားကောင်းစဉ်လေးပေးပြီးတော့ဦးဇင်းတို့ပြောလိုက်တဲ့ဒုတိယတင်ညာသုတ်တံနော်ပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်ပြောမယ်ဆိုရင်တော့ဆက်ပြောလို့မရဘူးလားဗျာရတယ်နော်ဒါပေမဲ့ဦးဇင်းတို့တဏှာရည်တိတိရှိသွားနော်ပိဋကပေါင်းသူတော်ကောင်းတို့ဒီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်ဒီအကျိုးကျေးဇူးအလွန်များပြားတဲ့ဒီတင်ညာ9မျိုးကိုပွားများနိုင်ကြတယ်အထုတ်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်နိဗ္ဗာန်ပို့မိတင်ညာများဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိတေတုမကတိတရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဝရဏုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတည်သောအာနုဘောတော်တို့ရောက်၎င်းသဗ္ဗဓမ္မနုဘဝေန
မေလီတံပုရိဒံဒိဗ္ဗံပြည့်တိယသောသောစေတံသောတရားတော်မြတ်တို့၏တကုတေသောအာနုဘောတော်တို့ရောက်၎င်းသာဝတံအနုဘဝေနဘေကထံလေးရောက်ပလထံလေးရောက်သောသောရှင်အောင်တော်ရိယတံအရှင်မြတ်တို့နှင့်တကားသီလဂုဏ်သမာဓိဂုဏ်ပညာကိုလွတ်တဲ့ပြည့်စုံတော်မူရတဲ့သကုတိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့၏တကုတေသောအာနုဘောတော်တို့ရောက်၎င်းတရားနိယောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်အဝတ္တုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း